ဆိုတဲ့ပြဿနာများရဲ့ဆန်းကျင်ပါပြီတဲ့အမဲဆွဲတဲ့တာဟိုဘက်ရောက်သွားတယ်ဒါအောက်ကမျက်တော်မခောက်ခဲကြည့်မဒါခိုင်တဲ့လူချင်းသွားကြည့်ပြီးမျက်စိလဲနေလက်တွေ့ဝိပဿနာသာလေးကျုပ်ပြောဒီကကြီးဇက်ပွဲတွေကြည့်ဘူးသလားဇက်ပွဲတွေကြည့်တော့ဝိပဿနာသာဖြစ်လာပုံကျုပ်ပြောမလို့ဖောက်ပြန်ပုံလေးရှင်းဥပထမဘာထွက်တော့ဟိဇတ်သေးအပြိုတော့နောက်ဩဆိုတာဩပဒါပြောတယ်ဩပဒါပြီးပြတ်ဇတ်ဆိုတာဘာပါလဲပြတ်ဇတ်ဆိုတာပြတ်ဇတ်ပြတဲ့ဇာတ်လို့ဆိုမှ तू ကရမှာမဟုတ်ပဲပြတ်ဇတ်မင်းသားကမင်းသမီးလေးလက်ဆွဲပြီးထွက်လာအောက်ကလူတွေမျက်တောင်မခောက်ဘူးပါပြောလိုက်တော့အချစ်ဆိုတဲ့ပြဿနာများရဲ့ဒီကဇာတ်ရဲ့နိဗ္ဗာန်ရဖို့စိတ်မကူးနဲ့အချစ်ဆိုတဲ့ပြဿနာများရဲ့ဆန်းကျင်ပါပြီတဲ့အမဲဆွဲတဲ့တာဟိုဘက်ရောက်သွားတယ်ဒါအောက်ကမျက်တော်မခောက်ခဲကြည့်မဒါခိုင်တဲ့လူချင်းသွားကြည့်ပြီးမျက်စိလဲနေမင်းသမီးကလည်းပြန်ပြောတယ်ကိုစိုးယောက်ျားဖောက်ပြားတတ်တဲ့ယုံနိုင်မှာဘူးကွယ်ဟိုဘက်ရောက်သွားပြန်ကတာလည်းမဟုတ်ဘူးဆွဲလှဲ့ပြီးခမားတို့ကသူတို့ကတို့ဒီလိုလုံနေတယ်လို့ပြဒါအရှင်းမရှိပဲဝိုင်းကြည့်ပြတ်သက်ကပြန်လာတော့ဖိုးကြီးတွေမေးကြည့်တယ်ပြတ်သက်ဘက်နဲ့တုန်းထူပါဘူးကွာတဲ့အိမ်လဲတို့ဒီလိုဖြစ်သားတို့လောက်တာလို့လုံပြီဘာထူးတယ်တို့အိမ်ကိုပြတ်သက်ကိုပါကိုထွက်အိမ်လေးတောင်မပြတ်ဘူးပတ်ဆံလည်းမကုန်ဒါဝိမဲ့ခမရတို့မျက်စိလဲတယ်ကဲပြတ်သက်ပြီးတော့တခါပြန်ကြည့်နှစ်ပါးသွားမျက်တောင်မခတ်ဘူးကြည့်ထွက်လာပြီမင်းသားကမင်းသမီးတွေတပြုံကြီးနဲ့ဟိုတော်စီကဟာညွတ်တို့ရဲ့ဆိုတာဒီနဲ့ထွက်လာမြိုင်တာပေါ့ဗျာမြိုင်တာဆိုတာဘုန်းကြီးနဲ့ဘာမှမဆိုင်ဘူးမဆိုင်မသည်ရေနံချောင်းဇာတ်ယုံကြီးတွေခေါ်တော့ကလုတ်ခဲ့ရမလုတ်လို့ဖြစ်မှဖြစ်ပဲမင်းသားတွေကြတော့ယုံသွင်းမဲ့ကန်တလိုက်တွေမှုပေါက်လို့တရားဘုန်းကြီးယုံသွင်းမဲ့ကန်တလိုက်တယောက်မှမလာဘူးအခုမန်းလေးပြန်တော်မူသွားတဲ့ညီတော်မောင်ဗုဒ္ဓဝါတွေကကျုပ်ဘုန်းကြီးချင်းကန်တလိုက်လို့စိတ်မာရင်ပါတယ်တဲ့တကုံအောင်ပါတယ်တဲ့စိတ်အောင်မင်းပါတယ်တဲ့နောင်တော်ကြီးပါမဖြစ်မှာတဲ့ဇာတ်ယုံနဲ့လိုက်တာဘုရားဆိုလိုက်သွားကိုရောက်တော့ဇာတ်ယုံနဲ့နှခမ်းလောက်ရှိတယ်ဘေးကနဲလှကြည့်လားလို့မင်းသားတွေကတော့လည်းဒီလောက်ပဲလားလို့ကာဘူးဖျားတဲ့မင်းသားတွေကတော့ပြည့်လူပြည့်ခင်တဲ့ကျုပ်ကြဘာလို့နဲတာတော့လို့မင်းသားတွေကတော့ဖျားတဲ့မြိုင်ထားတွေပါနေနဲ့ကိုတဲ့ကျုပ်ကလည်းမေးတယ်မြိုင်ထားရင်ပြည့်သလားလို့ပြည့်တယ်ဖျားတဲ့ဒါနဲ့လူမရှိတာနဲ့ကျုပ်လည်းပဲအဲ့ဒီတုန်းကမြိုင်ထားကြည့်ဇာတ်ယုံနဲ့မြိုင်နာတို့ကျုပ်ကောက်ပေါ်လိုက်ဘယ်တော့မှငုံအပွင့်နဲ့ပါရွှေချာကောက်ပေါ်လိုက်လူမရှိလို့ပါဆန်းထွေးတလားလက်ချွေပါလို့တာဘာဖြစ်တော့မလဲဘုန်းကြီးကရုံးကြီးနဲ့တော်မတယ်ဇာတ်ယုံနဲ့လူမရှိလို့អော်ရတာဟာဂျီနန်ချောင်းကတကားတွေမျက်စိလေဟာဒီကောင်လေးဇာတ်ယုံနဲ့မင်းသားအသာဆိုးဘူးကွာဘုန်းကြီးကရုံးကြီးနဲ့អော်လာသူတို့ကမင်းသားလုတ်လိုက်ဝင်လာလိုက်ကြမင်းသားကြည့်ကြလို့ဇာတ်ယုံနဲ့ရောက်တော့ကျုပ်လည်းမြင်လိုက်ရောဟောဗျာဒီကောင်လေးဘုန်းကြီးဟာဇုပတ်တော့နောက်မိမတွေလည်းမင်းသားမျက်နှာကြည့်တယ်လို့ဝင်လာတယ်ကျုပ်ကောင်းကောင်းတောင်ဘာဝါဝါကြီးတွေးလိုက်တော့ဟောတော့မင်းလေးဘုန်းကြီးတော့စုဝတ်ပြီးဇုဝင်တို့တာဇာတ်ယုံမဆန့်ဘူးကောဘကတကားတွေလာလျှောက်တဲ့ဆရာတော်တဲ့အပြင်မဲ့လည်းလူကတဝက်လောက်ရှိတယ်တဲ့အတွင်းလည်းမဆန့်ဘူးဘယ်နဲ့လုံးမလို့တဲ့အဲထရံနေကခွာပြစ်လိုက်နောက်ရက်မှတကားတို့ဒုက္ခခံပြီးဖြစ်တယ်လို့ကားလို့အဲ့ဒါ
တရားနာပြိတ္တဇက်ယုံနဲ့ကျုပ်ဟောရတာလေဝေ6000လောက်ရတယ်ဇက်ယုံထရံခွာရတာတရားကောင်းလို့မမှတ်နဲ့မြိုင်တာကြောင့်ဇက်ယုံနဲ့ဒီအသံနဲ့လှုပ်ကြည့်ပါလားခန္ဓာရာနိဘိခဝေယမတရားမိဘဝရဓမ္မသင်္ခါရအပမဒေနတံပါရိထလူတော့မလာဘူးကျုပ်တစ်စီချောင်းတရားဟောရတာလေတဲတော့မလွယ်တော့ဘူးတရားနာပြိတ္တဒါကြောင့်ဇတ်တွေနဲ့အငိမ့်တွေနဲ့ပွဲလန်းသဘင်တွေနဲ့ရှင်လိုက်လို့တရားဝဲလူများတယ်ဆိုရင်တော့ဖြင့်ဂုံမနေဘူးခဲ့ဆိုတဲ့အနေနဲ့အပြစ်တင်တဲ့လောက်ကျွတ်တူပါလဲသိပါရဲ့အသင့်ခံပြီးတော့ခင်ဗျားတို့ကြည်ပါယခုအချိန်မှာညင်းတဲ့သကောင်ကလေးပေါက်စလေးတွေထိုင်းနေတာဟာအဲ့ဒီဓာတ်စာလေးတွေနဲ့ကြွေးခေါ်လို့ပါဗျာကျန်ဒီကံတရားနားထောင်ရတာဟေ့ကျန်ဒီကံတရားဝဲကွာတယ်ပြင်းမှုကွာတယ်သချင်းလေးလဲဆိုတယ်ကွာတယ်ငိုချင်းလဲချတယ်ကွာတယ်ရီလဲရီရတယ်ကွာတရားလိုချင်လို့ဒီကလေးတွေလိုက်လာတာမဟုတ်ပါဘူးဒါပေမဲ့လို့သူတို့ရောက်လာတဲ့အချိန်ကြတော့မှအရင်နေ့တွေကလည်းကြုတ်ပြောခဲ့တန်ဃာတော်တွေနဲ့ဘယ်လိုဆက်ဆံရမယ်ဘယ်လိုစကားပြောရမယ်ရှောက်ထားရမယ်တန်ဃာအရေးလွတ်အောင်ဘယ်လိုရှောင်ရမယ်မိဘဆရာသမားရဲ့ရှိဘယ်လိုနေရမယ်လုံကျွေးမှုဘယ်လိုပြုတ်ရမယ်ဆိုတာဒီကျုပ်ခံရောက်လာမှသူတို့ကိုကျုပ်ကဒီပုံစံချလို့ရတာမလားရင်သူတို့ဆုံးမဖို့ပဲလွယ်လိမ့်ဒါကြောင့်ဒီကလေးတွေရောက်အောင်ဆွဲခေါ်ရသဖြင့်ဓမ္မကတိကထဲမှာအောက်ပိတ်ဆုံးလေကတိပါလို့တောင်းအောင်မြောက်အောင်မူလဲတန်ဃာတော်ရှင်မြတ်များတရားဝဲတိုင်းအနှံ့ရပါတယ်ဗျာလူကြီးမိဘအရွယ်တွေကိုလည်းအနှံ့ရပါတယ်မှန်ရလားပြိဿကြီးရှိသေးတော့တရားနာပြိဿထွက်ရောမင်းသားအဲ့ဒီကထွက်သွားတယ်ခင်ဗျားတို့လိုက်နာထောင်မှတ်မှာမဟုတ်ဘူးကျုပ်လည်းပြောချင်ရလျှောက်ပြောမိုးလင်းလည်းဘယ်ရောက်လို့ဘယ်ဆုံးမသိမှာမဟုတ်ဘူးမင်းသားထွက်ပြီးနှစ်ပါးသွားကနှစ်ပါးသွားလည်းပြီးရောနောက်ပိုင်းဇတ်ထုတ်လာပြီပြိဿမင်းသမီးလေကားလိုက်အပြင်မဲ့ထုတ်ထားပဝါလေးလွှမ်းလို့မင်းသမီးသေးတာအဲ့ဒါပွဲကင်းနဲ့ရှောင်းမေးကြည့်အောင်မင်းသမီးဟုတ်သေးတာလားလို့မေးကြည့်ဟုတ်ဘယ်မှာဘုံကွာတူအောင်လုပ်ရတာပေါ့ဘယ်ဟုတ်သေးမလို့ကွာမင်းဒီပွဲဟုတ်သေးဒီမင်းသမီးနောက်ဘယ်ကနိုင်မှာဆိုကွာတူအောင်လုပ်ရတာပေါ့သိတယ်နော်အမှန်သိသေးတယ်မဖောက်သေးဘူးနောက်မင်းသားလှုပ်တဲ့လူကကလေးလေးပွေပြီးထွက်လူလေးတာအမလေးကိုလာစီလာသားရဲ့အယုတ်ကလေးအဲ့ဒါမေးကြည့်မင်းသားလက်ချင်းကအဟုတ်ကလေးလားလို့မေးကြည့်ရောဘာယုတ်လေးပါကွာတဲ့ဘယ်အဟုတ်ဟုမှဆိုကလေးကလည်းငိုတယ်ငိုတယ်မင်းသားလက်ချင်းကကလေးကငိုတာလားမေးကြည့်အယုတ်ပဲငိုနိုင်မလို့ကွာတဲ့နောက်ကကန်းလိုက်ကြတဲ့ဘယ်ကလေးပိုက်စိတ်မှမသိပဲသိတယ်နော်မဖောက်သေးဘူးနောက်မင်းသားမင်းသမီးနာကတ်လာလူကလေးမင်းကိုလာကြည့်လားမင်းကြည့်သမားအိုးမင်းသမီးပါကတ်လာပြီခေါင်းရင်ပြေးလိုက်ခြေရင်ပြေးလိုက်ခြေပြားလေးစမ်းကြည့်လိုက်လက်ဖြားလေးစမ်းကြည့်လိုက်မင်းအမရှိရင်မင်းတို့လောက်မဟုတ်ပါဘူးဘုမစိတ်ပါကြီးရဲ့အမေလေးတို့သာသာချကြည့်ပါဦးနော်မဲပွဲကနေအကောင်မလေးဒူးထောက်ကုန်ပြီဟောတော့နဲ့ဖြစ်ကုန်ပြီခုနကသိတယ်နော်အခုလဲသွားပြီမျက်စိလဲမှမင်းသားကဒီလူတွေကိုမျက်ရည်ကျအောင်လုပ်လို့ရတာငိုပြီမင်းသားကစမပြောရင်လက်ပေါ်ဟေးပွေရကနေအမေပုံစံကဝါနှလုံးငါဖြားဆုံးရမထွက်တော့ကြောင်းလူရဲ့အမေလေးပါစိတ်ကယူမယ်သားလေးထားပြီးတော့ကြည့်ပါဦးနော်ငိုကုန်ပြီဆိုင်တော်နာဦးကြောင်ကောင်မလေးတွေဟောဒီတိုင်းဖြစ်ကိုမျက်ရည်သုတ်ကုန်ခိုးသုတ်ငိုပြီအဘိဓိရှက်တဲ့မိန်းမကတော့လင်းအောင်မကြည့်မှောင်လေးတဲ့ပြန်အရှက်မရှိတဲ့မိန်းမတော့ပတ်စာကွာဖြာလေးပြီးမှပြန်တောက်တိတောက်ထိုးနဲ့ဒီထဲရထဲရောက်တော့သူ့သူမှဘာမျိုးပဲနဲ့ထမိန်မပြီးငေါ့သွားတယ်ဟေးကိုဟာကိုလင်းအောင်ကြီးဘာဖြစ်ဖောက်သွားတာလေ
ဝိပလာသာဖြစ်သွားတာအိမ်ရောက်တော့ဇောက်တိဇောက်ထိုးနဲ့ငံပြရေချက်ပါတယ်ဆိုမှစားရီတစုပ်ကြီးခတ်မောင်မင်းကြီးသားများကငံရမလားလို့ရိုက်ခွဲပြစ်အဲ့ဒါလက်တွေ့ဝိပလာသာမှန်လားပြိဿကြီးဒါကြောင့်တရားနာပြိဿကြီးဒီဝိပလာသာကြီးဖြစ်မှာစိုးလို့ရှေ့ဆက်ကြပါအောင်စို့ဗျာနဲ့ဘာလို့ခိုင်းလောက်လေငုတ်တုတ်ကြီးတွေဟောဗျာရှ िख ိုးပါဗျာဆိုငုတ်တုတ်ထိုင်းနေပဲဖြစ်လို့ဥသုံးကြီးဘယ်နဲ့ရပါလဲမေ့တာဖို့သေးမြန်စားလာလားမသိပါဘူးရှ िख ိုးပါဘုရားဆိုခမည်းတော်ကဥသုံးကြီးချလိုက်ပြီးတော့ခုငုတ်တုတ်ကြီးပဲကြိုက်လိုက်မသိသေးလို့ပါဘုန်းကြီးနဲ့မတွေ့ဘူးသေးလို့အစနေမှုနဲ့ဒူပါရဲ့ပရိသတ်ကြီးဒီကနေ့ပြီးကြံဒီကံတရားဝဲနောက်ဘယ်နှညကြံသေးအနောက်ရက်တွေကြတော့ပါဇက်ကရှ िख ိုးပါဘုရားဆိုပြီးလူကဒီလိုငုတ်တုတ်ကြီးနေအောင်မလားဟုတ်ပါတယ်မသိသေးလို့မနေဘူးပြောပြီးနောက်ရက်တွေငုတ်တုတ်ကြီးတွေတွေ့ရင်တော့ကျွတ်တို့ဒုတ်တုတ်ကြီးနဲ့ရိုက်ရမြာ။ကဲမှတ်ထားကြမမေ့ကြနဲ့။ပိဿကြီးမေ့လို့တော်ပါမတော်ပါဘူး။မေ့နေလို့ရှိရင်တော့ဘုန်းကြီးမှားခဲ့မယ်များမပြောနဲ့နှလုံးနဲ့ပြောလိုက်ကြ။သွားပြီပိဿကြီးဘယ်နှလုံးပြောမလို့ဘယ်နဲ့ပြောမလို့နောက်ကလူတွေမပြောတဲ့လူတွေသွားကြတာရှုပ်တယ်ဟုတ်တယ်သူများတွေပြောနေသူတို့ဘာလုပ်နေမှလည်းမသိပိဿကြီးနှလုံးနဲ့ဘယ်နဲ့ပြောမယ်သွားကြတော့ဆိုလို့ထွက်လာသွားပြီလို့တော့ပြောလိုက်ပြီပိဿကြီးဘယ်သွားရမှလည်းမသိလမ်းကနှစ်လမ်းရှိတယ်ပိဿကြီးလမ်းပဲနှစ်လမ်းတော့ကဲဆိုကြည့်သားနောက်ကအားလုံးဣဒေဝလံပတံတံတိဖယားဟောရှိခဲ့သည်မိဘကိုပင်အစင်းလုံးကျွေးမနေခုဘဝကြီးသူတော်ကောင်းသူမြတ်လောင်းတို့ချီးမွမ်းပါသည်ပြစ္ဆသက်ခေနတ်ပြေရောက်ရနောက်ဘဝစံထာနီဒါရောက်မြမပြည်လူငယ်တွေဟာမမိုက်သင့်လှပါပြီဘယ်နဲ့တော့ဟဲ့ညီငယ်နှမငယ်တို့မိုက်ဖို့များသင့်သေးသလားဟိမိုက်တဲ့လူတွေအတွက်နဲ့လိမ်မာတဲ့လူတွေအတွက်လမ်းနှစ်သွယ်ခွဲထားတာလာလိမ့်မယ်ဟိဆိုတော့မှမိုက်ကြရင်တော့အထက်လမ်းနဲ့ဝေးပြီမလန်းကိုလည်းမမီမတီးကြီးဒီစိတ်ထားကြောင်းအောက်လန်းသွားလိမ့်မည်တေချာနားထောင်ဆိုဟေ့လန်းတလန်းတွေ့ပြီအောက်လန်းနဲ့ပိဿကြီးဘာလန်းနဲ့အောက်လန်းဆိုတာဘာလဲမေးရင်မသိမချင်းမှတ်ခဲ့အဝိစီပါဗျာပိဿကြီးအောက်လန်းဆိုတာဘာပါလိမ့်မဝီနဲ့တော့လုံးကြီးတင်ဆံခတ်မထဲနဲ့အဝီစီမလုံလိုက်နဲ့အဝိစီဘာလဲတော့ဟိအဝိစီ
哦，都家不然啊，为谁的朋友家嘛，本来未来法律，嘛安慰呢。三个波的朋友表明，那去为谁安得了一查的为谁那个法律。မြန်မာလူပြန်တော့ငရဲသူငရဲသားမိလျံနေပြည့်ညက်ပြီးတော့နေစရာအပေါက်အကြားမရှိလို့အဝိစီလို့ခေါ်တဲ့ဟဲ့လူငယ်တွေမှတ်သွားကြ။ကဲဒီလိုလုပ်ကြပါလို့လက်ချိုးမှကြဘုန်းကြီးပြောမလိုက်နဲ့ဦးနောက်ကမှတ်ထား။အောက်လန်းဆိုတာဘာလဲမေးရင်အဝိစီပါဗျာ။တစ်ချောင်းချိုးထား။ဘာဖြစ်လို့အဝိစီခေါ်တာလဲမေးရင်ပြည့်ညက်နေလို့ပါဗျာ။နှစ်ချောင်းဘာတွေပြည့်ညတ်နေတာလဲမေးရင်ငရဲသူငရဲသားမိလျံတွေပါဗျာသုံးချောင်းပြည့်ညတ်နေလို့မခံရပဲပြန်လာရပါမလားမေးရင်မလာရပါဘူးဗျာဘယ်နှချောင်းဘယ်သူကလေးသွားသလိုသွားရမှာလဲမေးရင်တန်ချောင်းကလေးသွားသလိုသွားရမှာပါဗျာတန်မိုးကလေးသွားသလိုသွားရမှာပါဗျာအတူတူပဲဒါဝိတန်ချောင်းဖြေတဲ့အခါမှာဘာဖြစ်လို့တန်ကြောင်ကလေးသွားသလိုလဲဘုန်းကြီးပြောမယ်နားထောင်ကြည့်ပေးသားကြီးတိုင်တလုံးအပေါက်မရှိအဲ့ဒီအပေါက်မရှိတဲ့တိုင်လေးကိုတန်ကြောင်လေးတစ်ချောင်းတူနဲ့ရိုက်သွင်းရင်ဝင်မဝင်ပေးသားအပေါက်မရှိတဲ့တိုင်နဲ့တန်ကြောင်ကလေးနောက်ကတန်တူကြီးနဲ့ရိုက်သွင်းရင်ဝင်မဝင်တချို့ကိုယ်တိုင်ရိုက်ဘူးသားနဲ့ကိုယ်တိုင်ရိုက်ဘူးပါအပေါက်တော့မရှိဘူးတိုင်ကတန်ချောင်းလေးတဲပြီးနောက်ကတန်တူကြီးနဲ့ဒဲဆူရိုက်သွင်းလိုက်နဘွင့်ထီအောင်တောင်ဝင်သွားသေးအဲ့ဒီတန်ချောင်းကလေးလိုပဲတဲ့အဝိစိဆိုတာငရဲသူငရဲသားမိလျံနေပြည့်ညတ်နေပါတယ်တဲ့အပေါက်အကြားမရှိဘူးတဲ့အပေါက်ကြားမရှိပေမဲ့ပြန်လာရမလားလို့ဆိုတော့မလာရဘူးခုနှစ်ကအပေါက်မရှိတဲ့တိုင်ထဲကိုတန်ချောင်းကလေးသွားသလိုတန်တူကြီးနဲ့တူတဲ့နောက်ကအကုသိုလ်ကံတရားကြီးကရိုက်နဲ့ပြစ်ချလိုက်မယ်ဆိုရင်တန်ချောင်းကလေးလိုဖြစ်ဖြစ်ညစ်ညစ်တိုးခွေသွားရလိမ့်မယ်အဝိစီနော်သွားပုံလေးနဲ့မှတ်ထားတော့ကြအဝိစီဇာတိကံဆရာတော်ကနေစရာမရှိဘူးတဲ့ကွာဟဲ့ပြည့်ညတ်နေတာတဲ့ကွာတို့ဘုတော့နေစရာမရှိလို့မခံရပဲပြန်လာရမှာပဲဆိုပြီးဘဝင်မမြင့်နဲ့တန်ချောင်းကလေးသွားသလိုတဲ့ဟဲ့ပိဋကကြီးဘသူကလေးသွားသလိုတဲ့ကဲဒါဖြင့်တော့ကြဖြေရအောင်ဘုန်းကြီးပြောမယ်နောက်ကပြန်မှတ်စမ်းပါအောက်လန်းဆိုတာဘာလဲမေးရင်အဝိစီပါဗျာတစ်ချောင်းဘာဖြစ်လို့ဝိသိခေါ်တာလဲမင်းပြည့်ညတ်နေလို့ပါဗျာနှစ်ချောင်းဘာတွေပြည့်ညတ်နေတာလဲမင်းငရဲသူငရဲသားမိလျံနေပါဗျာသုံးချောင်းပြည့်ညတ်နေလို့မခံရပဲပြန်လာရပါမလားမင်းမလာရပါဘူးဗျာလေးချောင်းဘသူကလေးသွားသလိုသွားရမှာလဲမင်းတန်ချောင်းကလေးသွားသလိုသွားရမှာပါဗျာဘယ်နှချောင်းလုံးပြိဿကဲမေးလိုက်မယ်ပြိဿကြီးအောင်လန်းဆိုတာဘာပါလဲတချောင်းဟိဘာပြုတ်လို့အဝိစီခေါ်တယ်နှစ်ချောင်းရှိဘာတွေပြည့်ညတ်နေတာပါလဲပြီးအောင်ပြောဘူရူမလုပ်လိုက်နဲ့ငရဲသူငရဲသားမိလျံတွေပါဗျာဒီလိုပြီးအောင်ပြောရမယ်နော်စတော့ထွက်လာတာငရဲသူငရဲသားငါတို့ကရည်စရာကြီးဘာဖြစ်လို့ရည်စရာတာတော့စကားပြည့်စုံအောင်မပြောလို့ပိဋကကြီးစကားပြည့်စုံအောင်မပြောတော့ဘယ်လိုကြီးတော့ရည်စရာကြီးကလေးတွေကရည်စရာကြီးနဲ့လူကြီးတွေငိုတော့မှထင်တယ်သူတို့ကဖြေးကိုမဖြေးဘူးစကားမပြည့်စုံရင်ရည်စရာကြီးခင်ဗျားတို့ကမဖွားမှန်ရွှေမျိုးကြဟုတ်တယ်မဖွားမှန်ဆိုတာကျွတ်တို့ရေစင်းကန့်လန့်ဘုန်းကြီးသွားတရားဟောတော့ငစွန်းနေတယ်မဖွားမှန်သူငိုပုံကြီးကတရားနာပိဋကရည်စရာကြီးမပြည့်စုံဘူးဘယ်လိုငိုတယ်ထင်တော့သူ့ယောက်ျားကကိုစံရှိနေသူမိန်းမကမဖွားမှန်
ကိုစံရှင်းကသားသမီးတွေတပြုံကြီးနဲ့သူ့မယားထားပစ်ခဲ့ပြီးသေရောပြုတ်သေတော့ငိုပြီးသူမိမမဖွားမှာသူငိုခြင်းတဲ့အဓိပ္ပာယ်ကဒီလိုဗျအိုးကိုစံရှင်းရဲ့တော်ကတော့သေလို့ငြိမ်းသွားပြီပေါ့တော်ငြိမ်းပေမဲ့လို့ကျုပ်မငြိမ်းနိုင်ဘူးတော့သားသမီးတွေတပြုံကြီးနဲ့ကျုပ်ရှေ့လျှောက်လုတ်ကင်စားတော့ရအောင်မှာအရှိကြီးရှိသေးတယ်တော့ငိုချင်တာဒီတိုင်းငိုချင်တာဒီတိုင်းခုတော့မဟုတ်ဘူးသူကအရင်မရှိဖျားမရှိဒီငိုချင်းကြီးကငိုပြလို့လည်းမကောင်းဘူးမကောင်းမသည်ပြောလက်စနဲ့ပြရပုံကြီးပရိသတ်ကြီးဘုန်းကြီးငိုပြရအောင်မလားတဲတောင်းဆိုနေပါဘုန်းကြီးအပြစ်တော်မရှိပါဘူးလေဘုန်းကြီးကြမ်းတယ်ပြောလဲသူတို့ခိုင်းလို့ပါဗျာလွှဲချလိုက်ရောအဖော်ဆိုတာညှိထားရသူငိုချင်တာဒီလိုကိုစံရှင်းရတော်ကသေလို့ငြိမ့်သွားပြီပေါ့တော့သားသမီးတွေတပြုံကြီးနဲ့ကျုပ်ရှေ့လျှောက်လုတ်ကင်စားတော့ရအောင်မှာအရှိကြီးရှိသေးတယ်တော့ငိုချင်တာဒီတိုင်းခုတော့မဟုတ်ဘူးမျိုးငိုပြီကိုစံရှင်းရကောင်းပါဘူးပြောရသားနဲ့ကိုစံရှင်းရအမလေးတော့ဟာအရှိကြီးမကောင်းပါဘူးပြောရသားနဲ့ဘာလို့ခိုင်းဒါကြောင့်စကားများပြည့်စုံအောင်မပြောရည်စရာကြီးပါဆိုမှခမည်းတော်လည်းအဲ့ဒီမဖွားမှရွှေမျိုးကြပြောရမှာကငရဲသူငရဲသားမိလျံနေပါဗျာအခုတော့မဟုတ်ငရဲသူငရဲသားမိဟာဘယ်ကမိဟာမှလည်းမသိပြီးအောင်မပြောဘူးကဲပြေးတာကြီးမင်းရအောင်မဲ့ဘာတွေပြည့်ညတ်နေတာပါလိမ့်အေးဟုတ်သွားသုံးချောင်းရှိပြီနော်ချိုးထားရပြည့်ညတ်နေလို့မခံရပဲပြန်လာရပါမလားဘယ်နှချောင်းလုံးဟဲ့ဘယ်သူကလေးသွားသလိုသွားရမှာပါလိမ့်ကဲခံကြသွားပြီပြန်မဲဦးမယ်နောက်တစ်ခေါက်အဓိပ္ပာယ်ပြောပြီးသားဆိုတော့ဒီကဖြောင်းဖြောင်းတန်းတန်းဖြေကြတော့ပရိသတ်ကြီးအောင်လန်းဆိုတာဘာပါလိမ့်တချောင်းဘာပြုလို့အဝိစီခေါ်တယ်နှစ်ချောင်းဘာတွေပြည့်ညတ်နေတာပါလိမ့်သုံးချောင်းပြည့်ညတ်နေလို့မခံရပဲပြန်လာရပါမလားလေးချောင်းဘယ်သူကလေးသွားသလိုသွားရမှာပါလိမ့်ခံကြသွားပြီပရိသတ်ကြီးဒီတရားအိမ်ပါပါကဲအောက်လန်းတော့ပြီးသွားပြီတရားနာပြီးသားအထက်လန်းကူးကြအောင်ဆိုဒါကြောင့်လင်းချစ်ဆေးမယားချစ်ဆေးဆိုပြီးတော့ကြမ်းခံနဲ့ကြိုက်ပြီးတော့ကျုပ်တချင်းတစ်ပုတ်ရေးခဲ့သည်လင်းချစ်ဆေးမယားချစ်ဆေးပြင်မျိုးကလူတွေလိုချင်ဘူးလားပိဿာကြီးလင်းချစ်ဆေးမယားချစ်ဆေးမလိုချင်ဘူးလားဟောသိုးပေါက်သားလေးကြီးကောက်ခင်းနေဒုက္ခပဲကွာလူကြီးတွေကဘာလုပ်နေမှလည်းမသိဘူးဟာငါတို့မှများဖြေတာဖြေတရထောက်ပဲဘာဆိုင်လို့ဖြေသူဖြေဟာလူကျင်ရမယ်ပေါ့ယောက်ျားတိုင်းမိန်းမတိုင်းအကုန်လုံးဖြေကြတာအကုန်လုံးမဖြေရင်တော့ကြုတ်ရဲတဲ့သခင်ဒီနေ့မဆိုးတော့ဘူးဘယ်သာကြီးလင်းချစ်ဆေးမယားချစ်ဆေးမလို့ချင်ကြဘူးလားသခင်တော့ဝါဒနာပါလားနော်မဆိုးမှစိုးရိမ်လို့ခြေစင်းနဲ့ဘုန်းကြီးဆိုမယ်ဗျာသခင်သားကြမှာလိုက်ကြနားထောင်ကြည့်ဖယားဟောဒေသနာကိုနေခြေစင်းငါဆိုမယ်သခင်သားကြမှာလိုက်တော့ညနေလေးအထိုခက်ခက်နေလုံးဖယားဟောဒေသနာကိုဝေရှာလောင်းငါပေးရမယ်အဖေဘဂဝါဆေးနေဖြင့်တဲ့အောင်နေစေခြင်းမှာတဲ့ဘယ်ဘွယ်
ယောက်ျားမင်းမနှစ်သွဲလင်းချစ်စေမယားချစ်စေကိုမနေအောင်ယူစေခြင်းမှာအေးအဲ့ဒီလိုဖျားအဖျားတော့တတ်ပါမှာပေါ့အဲလာလိုက်မဟဲ့ဘုရားဟောကြားငံတဲ့ကတခြင်းလေးဆိုသမ်းမှာတင်ခုတ်တရနီကေမြတ်စွာဘုရားဟောကြားပါခဲ့တယ်ထင်ရှားအောင်နာစေခြင်းနဲ့မတုခါမသုဝေအဟုတ်ကိုထုတ်ပြတယ်အိမ်အောင်ရှင်းလင်းသာယောက်ျားများရဲ့အတွက်ကိုကွယ်ဘုရားဘဂဝါရဲ့ပုရိသသုထုတ်ဆောင်ပြခဲ့တယ်ဒေချာလဲနားထောင်ဟဲ့ကြမ်းကန်နဲ့ကြိုက်ရည်မိမများလင်ချစ်တဲ့ဆေးကမာတုကာမသုတ်အင်္ဂုတ္တရနိကေဘုရားဟောယောက်ျားများမယားချစ်တဲ့ဆေးကပုရိသသုတ်အင်္ဂုတ္တရနိကေမှာဘုရားဟောဘယ်နှစ်ပါးလဲမိမများမှလင်ချစ်တဲ့ဆေး၅ပါးရှိယောက်ျားများမှမယားချစ်တဲ့ဆေး၅ပါးရှိဒါတော့ပါလေဆိုလိုက်သားမှာတော်ကြလာလိမ့်မယ်ဟဲ့အင်္ဂုတ္တရနိကေမြတ်စွာဘုရားဟောကြားပါခဲ့တယ်ရှင်းရှားအောင်နာစေခြင်းနဲ့မတုကာမသုဝေအဟုတ်ကိုထုတ်ပြတယ်အိမ်အောင်ရှင်းလင်းသာယောက်ျားများရဲ့အတွက်ကိုကွယ်ဘုရားဘဂဝါရဲ့ပုရိသသုထုတ်ဆောင်ပြခဲ့တယ်ရုပ်ရည်လည်းချောရမယ်လက်တစ်ချောင်းရှုပ်ဟိဥစ္စာလည်းပေါ်ရမယ်အကျင့်သီလနှောလို့မပြည့်ရတဲ့တော်နဲ့သာသမီလည်းရရမယ်အဲတောင်မှလင်းနဲ့မယားအများကြီးချစ်နိုင်တယ်လက်ချိုးရလားဘယ်နှခုလုံးဟဲ့ရုပ်ချောတာလည်းသိတော့ပါပြီနော်ရုပ်ချောလို့မိန်းမရုပ်ချောလို့ယောက်ျားကချစ်တယ်ယောက်ျားရုပ်ချောလို့မိန်းမကချစ်တယ်ဆိုတော့လင်ချစ်စေးမယားချစ်စေးဒါကရှင်းပါဥစ္စာပေါ်ရမယ်ဆိုတာလည်းရှင်းပါအကျင့်သီလနှောတဲ့ဘာလဲဟဲ့အကျင့်သီလဆိုတာမိန်းမလှုပ်တဲ့လူပြီးကိုလင်သားမှတပါလော်လီဖောက်ပြန်ခြင်းမရှိဘဲနဲ့လင်ကိုနတ်ကဲ့သို့တယုတသေးလှုပ်ကြွေးလို့ရှိရင်ဒါလင်ကပူချစ်ပါတယ်ယောက်ျားကြပြန်တော့ထုံနည်း၎င်းပဲမိမိမယားမှတပါမဖောက်ပြန်မဲနဲ့အကျင့်သီလရှိရင်မယားကပူချစ်ပါတယ်ဒါအကျင့်သီလတော့ပြီးပဲအတူကောက်တော့အကျယ်တွင်မပြောနိုင်ဘူးဇတ်ထုတ်ထဲဖြတ်ထည့်ရလို့နောက်တစ်ခုကမပြည့်ရတဲ့သဘောတဲ့လင်ကစီးပွားရေးရှာတဲ့အလုပ်ပြင်းပါနဲ့မယားကချက်ပြုတ်လုတ်ကင်ကျွေးပြီးတော့ထိမ့်သိမ့်ဆောင်ရှောက်မှုမပြင်းပါနဲ့စီးတဲ့ရဲတဲ့ပိဿဆဲတဲ့ကစင်းလင်ရှာတဲ့ပစ္စည်းကစီးတဲ့ရဲမယားကမယုံမဖိတ်အောင်သိသိတာကဆဲတဲ့ကစင်းဆန်တပင်တင်းချစ်ချင်းမယားမျက်စပ်ပိုးဝင်ဆိုတာတွေခင်ဗျားတို့သိကြပြီးသားတွေပါဗျာဒါကြောင့်တရားနာပိဿကြီးအင်မတန်ချစ်တဲ့လင်နဲ့မယားကိုတောင်းကကိုရလို့ကိုတာဝန်ကိုထမ်းရရဲ့ဒီအိမ်တော်ရေးตายရပြီးတော့လင်ကမယားကိုချစ်သည်မယားကလင်ကိုချစ်သည်လေးခုနောက်တစ်ခုကဘာပါလဲသားသမီးရအဲ့ဒါကိုယောက်ျားများအတွက်လည်းဖျားပြထားတယ်မိန်းမအတွက်လည်းဖျားပြထားတယ်ဆိုတော့ဒါယောက်ျားများယုံတဲ့သဘောယောက်ျားများမြုံတဲ့သဘောဒီတိုင်းကျမ်းဂန်မှာထင်ရှားလာတာပေါ့ဒါကြောင့်မိန်းမလည်းမြုံတယ်ယောက်ျားလည်းမြုံတယ်ဆိုတဲ့သဘောပြေးကကြီးသဘောပေါက်မလား
ကျန်ဒီကဥသတိလရမ်းပြောနေတာလားကျမ်းဂန်နဲ့ဟောနေတာကျမ်းဂန်နဲ့ဟောနေတာပရိသတ်ငါထားတော့တရားနာပရိသတ်ရေယခုခမည်းတော်ပြောခဲ့တဲ့လင်ချစ်သေးမရချစ်သေးတဲ့မှာအခုဟောနေတဲ့မိမကဝင်စိတ်ထမိမမြုံဆိုတော့လင်ကချစ်ခဲ့လားပရိသတ်မချစ်ဘူးဟဲ့ရှေ့တုန်းကဘုန်းကြီးတို့ဥတိတ်ခကြီးလို့ပဲဟောရတော့ဥတိတ်ခကြီးဆိုတာအလှပွဲတွေသူ့ကြီးပဲအတန်ကအတော်ကောင်းအတန်ကောင်းမသိသူဟောတာကစေရနာသုံးတန်ကြီးဟောစေရနာသုံးတန်ကြီးဟောတော့တခါလာလည်းမဲပြပစိုးတခါလာလည်းမဲပြပစိုးစေရနာသုံးတန်ကြီးပါကွာဆိုပြီးတော့တရားပွဲအစကစီကားတော်လည်းပဲနောက်တစ်ဖြည်းဖြည်းလူရော့သွားပရိသတ်ရော့သွားတော့ဥတိတ်ခကကြောင်းကြတော့ဖိုးသူတော်တိုင်မယ်အဲ့သူတော်ဘုရားဟာရင်ငါတရားဝဲအလှမန္တတွေထယံခွာပြရတယ်ကွာမန္တမျက်နှာချက်တွေပါတွေအကုန်ဖြုတ်ပြရတယ်ဒူပိတ်တွေပါတွေတလောက်စီကားတယ်အဲ့ဒီတော့ငါအနေနဲ့ပရိသတ်နဲသွားတာကိုစဉ်းစားလို့မရအောင်ဖြစ်နေတယ်ပရိသတ်နဲတာစဉ်းစားမနေနဲ့ကိုတော့တရားကတခါလာမဲပြပစိုးဒီတရားကြီးထထနေတခါလာစေရနာသုံးတန်ဆိုတော့ပရိသတ်ရော့တာပေါ့အေးလာကွာတာဖြင့်တို့တော်ရဲသွားပြီတရားအသစ်ရှာကြစို့တရားစာအုပ်ထဲမရှာဘဲနဲ့တော်ရဲသွားတရားရှာတယ်တော်ရဲလည်းမတွေ့ဘူးကဲတော်ရဲမတွေ့တောင်ပေါ်တက်ရှာကြစို့ကွာတောင်ပေါ်လည်းဘယ်တရားတွေ့မလို့ကြောက်ခဲနဲ့သစ်ပင်တွေ့မှာပေါ့နောက်တောင်ခွလပြန်ဆင်းလာတော့ဝါခင်းတွေကဝါခေါက်တမလေးကတချင်းကောက်ဆိုဥတိတ်ခနဲ့ဖိုးသူတော့ရပ်သွားဟေးနားထောင်သားဝါခေါက်တမလေးကဆိုပြီးပြိဿတောင်တော်သားရပန်းမျိုးစုံလာစွာဝိမာလာခိုင်ပန်းတဝိမာစွချေရှာလူလည်းမရှိပါနဂိုရီတောသဘာဝမှာလုတ်ကင်ကစားတောင်းနေရဘာလို့လဲတလုံးလောက်တော့ကြည့်ရှုလုပ်ပါဦးမှာပေါ့ဘုန်းကြီးကြီးပြည့်မထားနဲ့အဲ့သူတော့ဘုရားတပါးသာတို့ဟာမိန်းကလေးမြင်မလားကိုတော့ဟိုဝါကောက်ရဲ့တချင်းဆိုနေဟေးနားထောင်မကောင်းဘူးလားကောင်းတယ်ကိုမင်းမကြိုက်ဘူးလားကိုတော့အတန်ကောင်းကြိုက်တာပေါ့ငါလည်းကြိုက်တယ်ကွာဟေးတချင်းမကလို့ဘာဖြစ်ဖြစ်ဘုန်းကြီးနဲ့ဖိုးသူတော်တောင်ကြိုက်ရင်လူတွေကြိုက်လို့တဲ့တရားအသစ်လို့ဟောရကောင်းဘူးလားဟဲ့အဲ့ဒါဆုံးပြေတယ်ကိုတော့နေဟိုဆင်ပြေတာကိစ္စမျိုးမင်းနဲ့ငါနဲ့ထိုင်ပြီးတစ်ဖြတ်စီမှတ်ကြစို့ကလေးမလေးကဆူလိုက်တောင်တော်သားရပန်းမျိုးစုံလာစွာဝိမာလာခိုင်ပန်းတဝိမာစွချင်ရှာသူလည်းမရှိပါနဂိုရီတောသဘာဝမှာလုတ်တိုင်ကစားတောင်းနေရအိမ်လေးရှိတယ်တရားနာပိဋကသူတော်ကောင်းနေဆိုတော့ဘုန်းကြီးလောက်မကလက်ကောင်းတော့ငါဘယ်ရောက်ဘူးလို့ပြီးတော့ငါထိတာပါအိမ်လေးလောက်နေသူတို့ကကန်းကြီးတော့တရားနာပိဋကဘုန်းကြီးနဲ့ဖိုးသူတို့ဟေးဒီမှာသူတို့မင်းနဲ့ငါနဲ့စတ်စုလုပ်ကြစို့ကဲကိုတော်ပါရဟေးငါကလေတောင်တော်သားရပန်းမျိုးစုံလာစွာကိုတော်တပည့်တော်ကလေပွင့်မလားခိုင်ပန်းတဝိမာဟေးငါကစွချင်ရှာသူလည်းမရှိပါတပည့်တော်ကလေနဂိုရီတောသဘာဝမှာဟေးငါကလုတ်ကင်ကပြေးသွားတာပေါ့ကွာပြေးသွားပါလားအဲဘုန်းကြီးနဲ့ဖိုးသူတော်တစ်ဖြတ်စီစပ်ပြီးတချင်းတစ်ပုတ်ပြေးသွားဟေးသူတော်ဘုရားဟန်ကြတာပဲမနေ့ကမောင်တုတ်ကြီးလူကပင့်ထားတယ်ကွာအဲ့ဒါမင်းမောင်ခအရင်တစ်ခါလုံးမဲပြားပစိုးမဟုတ်တော့ပဲနဲ့ဆရာတော်ဥဒိဋ္ဌသည်တရားအသစ်ဆံဟောပါလိမ့်မယ်ဆိုပြီးမောင်ခကွာရွာတဲ့ဖိုးသူတော်မောင်တလုံးနဲ့
ဓမ္မမိတ်ဆွေပေါင်းတို့ခင်ဗျာဆရာတော်ဥဒိဋ္ဌသည်ရင်တော့ငါလူတစ်ခါလာမယ်ဗျာမဆိုတရားရိုးရိုးစေတနာသုံးတာမဟုတ်တော့ပဲနဲ့တရားအသစ်ဆံမြဟောကြားလိမ့်မယ်နေရရအောင်စောစောကြွတော်မူကြပါခင်ဗျာမောင်တုတ်ကြီးအလှမင်္ဂလာမန္တမှာပါခင်ဗျာတရားနာရမှာခင်ဗျာလူတွေကစဉ်းစားဟေးမဥဒိဋ္ဌအတန်ကောင်းကွာတရားယူနေလို့ကွာအသစ်ဆိုရင်ကောင်းလိမ့်ဟေးလာတရားနာသွားရအောင်မန္တကြီးရှံထွက်သွားပရိသတ်ကြီးရှမ်းလာတော့ဥဒိဋ္ဌတရားဟောပြီဟဲ့မောင်တို့ကြီးဖေဟာမင်းဒီကနေ့သာသနာအမွေခံယူတဲ့အချိန်ခါမှာသာသနာတအဘန္တရောညာတိတံလောဟိတောသာသနာတော်ကြီးနဲ့အတွင်းကြကြတရင်တဏီရွှေမျိုးဖြစ်သွားတယ်ကွအဲ့ဒါဒါယရခေါ်တယ်ဘာမှမဟုတ်ပါဘူးပြုတ်ကြတာပြညက်ကုန်ရပါအောင်မကွကြည့်လို့ကြောက်ကန်ထားတော့နားတော့အော်ပိသကများလုံးတော့နေရာရတဲ့နေရာလေးဖြစ်တယ်လို့ထိုင်ကြရတော့လည်းပဲတချို့နည်းနည်းလေးအားပြုလိုက်မှီလိုက်တဲ့အချိန်ခါမှာတခုခုလဲတတ်ပါတယ်နော်အဲ့ဒါသိခံပြီးတော့နာကြပါအဲ့ဒါနဲ့တရားနာပိသသာသနာရာယသာသနာအမွေခံယူတဲ့အချိန်ခါမှာမင်းအခုအလှူပေးတာဟာအပူလှူလားအေးလှူလားဟဲ့ရှင်ဘုရားတဲ့အပူလှူရဲ့အေးလှူရဲ့တပည့်တော်နားမလည်ဘူးဗျာဩမင်းကလည်းအပူလှူဆိုတာကိုကငွေ9000လောက်ရှိလှူနေတာက1000ကိုငွေ9000ကို1000ကိုလှူတော့ငွေ9000ချေးလှူရတယ်ကွဖိတ်စာတွေရိုက်လူတွေဖိတ်ငွေ9000ကျွေးယူပြီးတော့လှူရတယ်ငါဖိတ်တဲ့လောက်ဖိတ်စာဖိတ်တဲ့လောက်မှလူတွေလာပါမလားကူငွေ9000လောက်မှရပါမလားမရလို့အိမ်ကနွားပေါင်းရမလားလဲပေါင်းရမလားနဲ့အဲ့ဒါလို့ငွေကူမျောပြီးစိတ်ပူလှူရတာအပူလှူခေါ်တယ်ကွာအာဒီလိုမဟုတ်ခန်းနဲ့မိမိ900တက်နိုင်1000တက်နိုင်မုတ်တစာကြီးမပူပဲနဲ့အပြတ်လှူလိုက်တာကအေးလှူခေါ်တယ်မှန်လားပါဗျာတပည့်တော်ငွေ900ကုန်လှူတာပါဗျာငွေ900ရှိတာနဲ့အပြတ်ဘလို့ရှိကမှချေငှားပြီးလှူခြင်းမဟုတ်တပည့်တော်အေးလှူပါဗျာအေးဒီလူကြီးလှူရအောင်ရှင်းဦးမစွတ်မင်းလှူမယ်နဲ့ထားရှိတဲ့စေတနာပုပ္ပစေတနာခေါ်တဲ့ကွအခုလှူတဲ့ကာလမှာမုံစစေတနာခေါ်တဲ့ကွအလှူကြီးပြီးတော့ငါလှူခြင်းနဲ့အလှူကြီးအောင်မြင်ပြီဆိုပြီးမသေးမချင်းနိဗ္ဗာန်ထိအောင်ဝမ်းမြောက်နေရမှာကအဲ့ဒါအပရစေတနာခေါ်တဲ့ကွလူတွေကအာလကားပါကွာတခါလာစေတနာသုံးတန်မှုအသိဟောမယ်ဆိုလို့လာတာဒီသုံးတန်ပဲဟောတာပါပဲဟဲ့ပြန်ကြစို့ပြန်ပြီဖိုးသူတော်သူဖုန်းကြီးမကျေနပ်ဘူးဒုက္ခပဲတရားအသိဟောမယ်ဆိုအသိမဟောဘူးကိုတော့တောင်းတော်တရားအသိကိုအချက်ပေးတယ်မကြသေးဘူးကိုတော့ဟင်တောင်းတော်အေးဟုတ်ပြီဘုန်းကြီးသိသွားပြီဩတခါတော့မှများလှူတဲ့အလှူဒါနာကြီးဆိုတာစေတနာသုံးနာမှမပါရင်ဘယ်ဟောဖြစ်လိမ့်မလို့ဒါကအစပြိုးအလှူတကာသတိပေးတာခမည်းတော်အတွက်ကဟောတရားအသိဟောတော့မယ်ဗျာပြန်တဲ့လူတွေကခြီတော့ပြန်ရုပ်တယ်ဟဲ့ကောင်အသိတဲ့များတဲ့ကြိုက်အသိတဲ့ဆိုပြီးခြီတော့ပြန်ရုပ်တော့ဥဒိဋ္ဌကလေဒီကနေ့နန်းနဲ့ခင်းစိလန်းစုပ်ပြည့်တဲ့တောတန်းတောင်တန်းထွက်သွားတော့နှင်းကြီးဆန်းချတဲ့တစ်ပင်ကလေးများလန်းဆန်းတွေ့ရတော့ဘုန်းကြီးကာထာတစ်ပုဒ်ရေးထားတယ်တရားအသစ်တစ်ပုဒ်ရေးထားတယ်ပေါ့လူတွေကအသစ်ဆိုတော့နားဆွင့်နေခိုင်းမှာဥဒိဋ္ဌကကောက်ပြီးတော့អော်လိုက်တောင်းတော့ပါရပန်းမျိုးစုံလာစွာဝိမာလာခိုင်ပန်းတဝိမာဆုချင်းရှာလူလည်းမရှိပါနတ်ကိုရေတောသဘာဝမှာလုတ်ကင်ကစားတောင်းနေရရှာဆိုပြီးရွတ်လိုက်တော့လူတွေကပြိဿသာရုမခေါ်ဘူးလက်ခုပ်တွေထတီးဒုံနဲ့ထတီးကောင်းလိုက်တဲ့တရားကွာ
ကန်ဆိုတော့သခင်ကောင်းတယ်ပြောတော့တရားတဲ့မြန်မာနိုင်ငံကြံလီကန်ကြော်ကြနေတာလေဘယ်မှမသွားဘူးကျုပ်လည်းအဲ့ဒီပဲလှည့်သွားတာတချို့ကပြောတယ်အိုးမင်းအတော်သင့်မင်းသားဘယ်မိလိမ့်နှုံးကွာဒါပေမဲ့လို့လဲတရားနာပြိတ္တကြံလီကန်ဒီတချင်းဆိုငိုတက်လာတဲ့ဘုန်းကြီးဆိုတော့မဆိုးမငိုပဲခေါ်လိုက်ရင်ပြိတ္တကကျုပ်ကိုအပြစ်တင်လာတယ်ပြင့်သူတွေကစပြီးတော့ရန်ထောင်းလာတယ်ရှင်မရတပည့်တော်တို့တရားဝဲခိုးတယ်ဘာဖြစ်လို့တုံးလို့ဆိုတော့ရှင်မရတရား6ကြီးဟောဗျာတရားယေစုဟောရအောင်မလို့မဟုတ်ဘူးဗျာတဲ့ဒီပြင့်ပွဲလောက်မဟဲဘူးတဲ့တပည့်တော်တို့ပွဲအဟဲနေတယ်ဆိုပြီးငိုတက်လာတဲ့ဘုန်းကြီးဆိုတော့ဒါရီလျှော့လိုက်ရင်ပြိဿမကျေနပ်ပြင့်သူမကျေနပ်ဖြစ်လာလို့ကျုပ်ကအသက်ကလည်း46နှစ်ထဲရောက်လာတော့ဒါရီလည်းလျှော့ခြင်းပါပြီပြိဿနော်လျှော့ပြီးတော့ဝိပဿနာပိုင်းဆိုင်ရာလေးတွေတိုးပြီးဟောပေးနေတယ်ဒါသို့တော်လည်းပဲဝိပဿနာဟာတပွဲမှမပါတဲ့တရားပွဲမရှိပါဘူးကျုပ်အမြဲတမ်းဟောပါကျုပ်ကလှေကားတက်ပေးတယ်ဘုန်းကြီးဝိပဿနာဟောတဲ့ဆရာတော်သမတော်တွေတီရီတက်နာခန့်ခန့်ညာညာဟောတဲ့တရားတွေကိုနားနိုင်ပါစေဆိုပြီးတော့ဘယ်လုံးမှတရားပွဲမလာတဲ့လူတွေဆိုးငိုရည်ပြီးတော့ရောက်အောင်ဆွဲခေါ်ကျုပ်စီကနာပြီးတော့ကျုပ်တက်ပြီးတဲ့လှေကားနဲ့တက်ပြီးတော့ဟိုတရားတော်ကြီးတွေနားနိုင်ပါစေလို့လှေကားတက်ပြီးတဲ့ဘုန်းကြီးပါဓမ္မကတိကလည်းအောက်ပိတ်ဆုံးလှေကထစ်ပါအိမ်တဲ့အိမ်လှေကားရှိမှအထက်ထတက်ရတယ်လို့ဒါပေမဲ့လို့အထက်ထတက်တဲ့ချိန်ကဒီလှေကားနင်းတက်တော့ဒီလှေကားမမိတ်အပ်တယ်လို့ပေါ့ကျန်ဒီကံတရားနာပြီးတော့တချင်းဆိုငူတဲ့တရားတို့အစကတော့ပျော်လို့သွားနာတာနောက်တော့တော်ဟေးပြောင်းဦးမဟာဆိုပြီးအထက်ကိုတက်သွားပါအထက်တက်သွားပြီးတော့ကျုပ်တက်ပြီးတဲ့လှေကားနင်းဘက်ကလေးကိုလည်းကျုပ်ပြန်သတိရကြပါဦးနော်ဒါကြောင့်မို့လို့တရားနာပြိဿသာသနာရေးဘာသာရေးပညာရေးလူမျိုးရေးစီးပွားရေးအသင်းဖွဲ့ခိုင်းကနာတိုင်းပြည်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်ကစပြီးမပုတ်ခတ်ဖဲနဲ့ဖြောင်းပြောင်းတန်တန်ကိုနိုင်တဲ့ဘက်ကကိုတက်နိုင်ကြလောက်သာသနာကိုတစ်ဖက်တစ်လမ်းကအားရှိအောင်ပြုလာရပါသဖြင့်ကျုပ်အပေါ်မှာသိခံခွင့်လွတ်နိုင်ကြလို့လဲဆက်လက်ဟောနေတဲ့ဘုန်းကြီးပါမှန်ရလားပြိဿကြီးမှန်ပါဗျာငါပစ္စည်းဘယ်သူယူပါလိမ့်ဝယ်လဲသူစိတ်ဓာတ်ဒီလိုလေးမှာပေါ့ကွာရှောက်ကြည့်တာပေါ့ဝယ်စကားနားလဲလို့လားတော့မအောင်မိပါနဲ့မသိပါဘူးမသိပေမဲ့လို့ကွာဝက်တွေကားပေါ်တင်းသွားတဲ့အခါအော်တာတော့ငိုတံပါကြီးနဲ့ဝက်ငိုတံပါတာရာဇဝင်ရှိတယ်ကွာဟိုတုန်းကခွေးနဲ့ဝက်ငါပြောရအောင်ကြားလားခွေးနဲ့ဝက်လူရဲ့ထံမှာသူတို့ကလူကျွေးမှစားရတယ်ဘဝလူကျွေးမှစားရတဲ့ဝက်နဲ့ခွေတိုင်ပင်ကြတယ်တငယ်ချင်းဝက်ရေးတဲ့တငယ်ချင်းခွေးရေးတဲ့ဝက်နဲ့ခွေးကတို့အရှင်သခင်အကူညီပေးကြစို့အေးဒါဖြင့်ဒီလိုပေးကြစို့ကွာတော်ရဲသွားပြီးတော့လာတို့သခင်ထုံနဲ့ထဲတဲ့ရာပြင်းမှာသွားပြီးအလုပ်လုပ်ကြစို့ဝက်နဲ့ခွေးကတိုင်ပင်ပြီးဟိုရောက်တဲ့အခါကျတော့ဝက်ကတော့တစ်ပင်လေးကိုတခါလေအမြစ်ပါတုတ်သီးနဲ့ထိုးပြီးတော့လှမ်းပစ်ငုတ်တွေမရှိအောင်တစ်ပင်တွေမရှိအောင်ခဲတွေမရှိအောင်ဝက်ပဲလို့ပဲအလုံးလုံးပြင်မယ်လို့ခွေးကရှာကလေးထိုးပြီးတစ်ပင်ရိတ်ကဆောင်းချောင်းထိုင်ကြည့်တရေတွေများကြဟဲ့မင်းအလုံးလုံးပါတော့လားကွာဟိုအလုံးဆိုတာတော့ကြတက်သေးတစ်ခုပေါ်လာမှာပါကွာတဲ့ဘသူလုံးတယ်ဆိုတာကြိုးစားတဲ့ဝက်ကအလုံးလုံးပြီးအိမ်ပြန်သွားကြဟဲ့မင်းတို့ဘာလုပ်ခဲ့အရှင်သခင်ရဲ့ຢာခင်းမှာကျွန်တော်တို့ဒီလိုအလုံးလုံးခဲ့ကြပါဘသူကများလုပ်အဲ့တော့ခွေးကအရင်စပြောတယ်ကျွန်တော်ကများလုပ်အဲ့ကောင်မင်းဆောင်းတော့ထိုင်နေပြီမင်းဘာလုပ်တာပေါ့ကွာတဲ့ငါလုပ်တာပေါ့တဲ့မင်းဘာမှမလုပ်ဘူးတဲ့ဟိုအရှင်သခင်နဲ့သူဘာမှမလုပ်ပါဘူးတဲ့ကျွန်ုပ်ပဲတင့်မြစ်တွေတူဖော်တယ်ခဲတွေတူဖော်တယ်တစ်ပိတ်တွေတူဖော်တယ်ကျွန်ုပ်ပဲကိုယ်တိုင်လုပ်ခဲ့ပါလေမဟုတ်ကျွန်တော်လုပ်ခွေးကနေအောင်ငါသွားကြည့်ပါတဲ့မယုံရင်တက်တည်တွေ့ပါလေတက်တည်တွေ့မှာပေါ့ဝက်ပြန်သွားတော့ခွေးကရာခင်းတစ်ခင်လုံးသူ့ချီယာကြီးဖြစ်အောင်ကုန်လျှောက်ပြေးထားတာအရှင်သခင်ကသွားကြည့်တော့တရားနာပိဋကကြီးခွေးချီယာကြီးတွေ့အမောင်ဝဲတဲ့ဆင်ကောင်ကြီးတွေ့မှတော့ဆင်ချီယာရှာစရာမလိုဘူးဆိုတာလို့
ခွေးချီရတွေ့မှတော့မင်းဝက်အလုတ်လုတ်တဲ့ဆိုပြီးမင်းဟာအလကားရေပဲတဲ့ခွေးအလုတ်လုတ်တာတဲ့ဒါခွေးချီရကြီးများတယ်ဒီတော့ဝက်ကပြောရှာတယ်မဟုတ်ပါဘူးတဲ့ဒီခွေးကခွေးပေါင်းဝါတာပါတဲ့သူမလုပ်ပါဘူးတဲ့ငုတ်တုတ်ထိုင်းနေတာပါတဲ့အိုးတဲ့ဘာပြောတဲ့သူ့ချီရကြီးပဲတဲ့အရှင်ခင်းနဲ့ကြည့်ပါတဲ့ကျွန်ုပ်ဖြင့်မောလို့တဲ့ကျွန်ုပ်ချီရကြီးပါပဲတဲ့ခွေးကဟုတ်တယ်ဒါခွေးပဲအလုတ်လုတ်တာမင်းမလုပ်ဘူးဒီတော့ဝက်ကပြောရှာတယ်ငိုတောင်ပါလေးနဲ့မဟုတ်ပါဘူးတဲ့ကျွန်ုပ်လုတ်တာပါတဲ့သူကငုတ်တုတ်ထိုင်းနေတာပါတဲ့ဝက်ကပြိဿအဲ့ဒီတုန်းကငိုတောင်ပါလေးနဲ့ပြောတဲ့အချိန်ကစပြီးအခုဝက်တန်များငိုတောင်ပါလေးကြီးဖြစ်နေတာတဲ့ကျုပ်ပြိဿဝက်တန်များဘယ်လိုဖြစ်အေးကွာငိုတောင်ပါလေးနဲ့ဖြစ်နေတာအဲ့ဒီတုန်းကစရရာဇဝင်ငိုးကွာဒါကြောင့်အရှင်သခင်ဖြစ်တဲ့လူများကဝက်နဲ့ခွေးကိုဝက်ကိုမကျွေးပဲနဲ့ငါတို့မှများစွာအားကိုးရတယ်ဆိုပြီးအကျွေးအကြံများကိုအခုခွေးကြီးကျွေးတာအဲ့ဒီကစတာတဲ့ဗျို့အခုတော့ဝက်တွေပိုကျွေးနေပါပြီဗျာဝက်တွေပိုကျွေးတာဘာဖြစ်လို့တော့ဆိုတော့သိတဲ့အတိုင်းပေါ့လေစီးပွားရေးကတဲကောင်းဆိုပဲခွေးကျွေးလို့ဘလောက်ဝါလာလားတတ်စားလို့လည်းမဖြစ်တတ်ရောင်းလို့လည်းမဖြစ်နော်တလောက်ပြောသိပြီဗျို့အခုဝက်တွေပိုကျွေးတာကစေရနာကြီးကတော့ဖြင့်မျောလင့်ချက်နဲ့ဗျာကဲဒါကြောင့်တရားနာပရိသတ်ရေပြန်ဆက်ကြအောင်စို့နောက်ဘုရားကိုရောမြတ်ကသီရိမာယုတ်ကလတ်ကြည့်လို့တကားတော့ဗိမိသာဒဘုရားဆေးဆရာဇီဝကရဲ့နှမငယ်ဖြစ်သောသီရိမာအားမသေးခင်ကာလယောက်ျားတစ်ယောက်အသဗျာဘလောက်ပေးရမှန်လားပါအသဗျာ1000ပေးပျော်ပါရပါဗျာတကားတော့မောက်ကျင်းနေခသီရိမာရဲ့ယုတ်ကလအားငွေ1000နဲ့တနေ့ပျော်ပါကြတဲ့ယောက်ျားတွေဒီကနေ့တော့ဖြင့်တနေ့မဟုတ်ဘဲနဲ့သီရိမာအားငွေ1000နဲ့အပိုင်ဝယ်မဲ့လူရှိရင်ယူကြစေပေါင်းချင်းနဲ့ခတ်သူမှဝယ်မဲ့လူရှိဘူးပြေသာရှိရလားပြိဿရှိပါဗျာဒီထဲဒီအကြောင်းမသိလို့ပြိဿအစွန်ဖျားရောက်လာတဲ့ကာလာသားတစ်တိုက်ကဟာဟေးကောင်းပြီရင်တော့ကတနေ့1000ပြုံပါရတာအခု1000နဲ့အပိုင်ပေးမတဲ့ကွာငါ900လောက်တော့ရှိပြီကွာဟေးခေါ်လိုက်ကွာငါဝယ်တော့ကွာရမ်းဝယ်နေကောင်သာကြီးဗျမင်းသေးနေပြီတဲ့ဗျဟေးဟာမသားမလို့ဘူးကွာမင်းငါမသိလို့ကွာဟေးသေးနေပြီကွာအဲ့ဒါဘုရားတော်ကြွနေတယ်ခုမှကွာဟေးဘုရားတော်ကြွတယ်တန်ဃာတော်တွေနဲ့တဲ့မိမိသားနာမင်းကြီးလည်းအဲ့ဒီရောက်နေတယ်ကွာဟေးလိုက်ကွာကြည့်အောင်ဟေးဒီလိုလာကြည့်တယ်ပြိဿဝယ်မဲ့လူ1000နဲ့ဘယ်သူမှမရှိ1000နဲ့ဝယ်မဲ့လူမရှိတော့900နဲ့ယူမဲ့လူရှိရင်အပိုင်ယူစေယူပါဦး250အတရားအစိတ်ဒီလိုခွဲသွားလိုက်တာတရားနာပြေးလာယူမဲ့လူရှိဘူးရှိရလားပြိဿကြီးကြဗျာမှပေးပြီးတော့ဝယ်မဲ့လူမရှိအဲ့ဒီအချိန်မှာကိုကိုတော်လေးတွတ်နဲ့လက်စပ်တတော်သီရိမာသေတာကိုခုမှသူပြီဟာလေးသေးတဲ့ကြည်စမောင်ငါသေးတယ်မထင်ဘူးလှပါဝါမြင်ရလိမ့်မယ်ထင်တာလှလိုက်တဲ့သီရိမာဟာလေးသေးပြီးတာတောင်မှအခုဝါနေတော့အယောင်တာဝါနေတော့လို့ဒုက္ခပဲချိန်မုန်းညကျန်းဖန်ချိန်မုန်းမြင်ဦးလားတချို့မိန်းမတွေသူတို့လင်သေးတော့3ရက်ကျော်လို့ရောင်းလာတော့ဘာပြောတော့ဝါပြီးတော့လှနေတယ်ဆိုရောင်းတာဝါပြီးလှနေပြန်တဲ့ကြည်တရားနာပိဿကြီးဝါပြီးတော့လှနေတယ်လို့သူထင်များသည်ဒါလို့နဲ့ငွေတပြားနဲ့မှဝယ်မဲ့လူမရှိတော့နောက်အလကားငွေတပြားမှမပေးဘဲနဲ့အလကားယူမဲ့လူရှိရင်ယူကြမောင်ကျင်းနဲ့ခတ်ဘယ်သူမှယူမဲ့လူရှိရလားပြိဿကြီးဘယ်သူမှယူမဲ့လူမရှိတော့ကလေးမလေးတွေရောက်လာပြီသူညီမလေးတွေပေါ့ပိနာကငကိုတဲကရှိကြပါရဲ့ဘယ်သူမှယူမဲ့လူမရှိဘူးဆိုတော့
အမသီရိမာမိမစကြီးအမလေးကြည်စမောင်းတွာရကိုဘောက်ကပိုးလောက်တဲ့ရိုစီလို့လူတိုင်းနှာခေါင်းရှုံကုန်ပါဘောလားမိမလှကြီးအလှတွေပြစ်ပါဘောလားမမလှရဲ့မိမစကြီးရဲ့အမလေးမမသီရိမာအလှဝရင်မကြီးအခုပြည့်စည်ပါဘောလားရဲ့လို့ငိုမလို့လှလေးသမျှလှနေရဆိုလဲဘဝမသေးခင်ပြိဿလှနေတဲ့လူတွေဟာမသေးခင်တဲ့နော်လှလေးသမျှလှနေရဆိုလဲဘဝမသေးခင်သေခဲ့ပြန်လျင်သေခဲ့ပြန်လျင်အမှန်မပြတ်ပြုံးတကယ်ဆုံးပါဘောညီကုန်ရဲ့မချုံလေပြီပိဿကြီးတိရိမအလှညီကုန်ချုပ်ပါလားပိဿကလေးမလေးတွေဝိုင်းအောင်ကပ်ပြီးတော့ကမအလှထိတ်တင်ရလျမစိတ်အစဉ်တွေယုံနေကင်းလေသမောမလှုပ်တဲ့အခင်းတွေတမင်းမြင်ရတာကရွှေရင်မမောရွှေရင်မမောအော်အမလေးငိုရှာတာဘောအဆုံးဆိုရမောင်မကောင်းလို့ဘဝတခွင်မလေးလေဘဝတခွင်မှာအလှဘရဲ့ထိတ်ကားဆွဲသူရဲ့တစိတ်ကမမမြဲအောင်တောကိုခန္ဓာကောင်ကယူပြန်တာအပုတ်ကြီးကပြပါပေါ့မိမလှကြီးရဲ့မဖစီရီမရဲ့ယူပြန်တာအပုတ်ကြီးကပြပါပေါ့ကျုပ်တချီကြီးကမစရီစရာပါမကြည်သာတိတခါမောရတဲ့တော့ဟမမင်းတွေ့ဝေသာနှမျောမိမလှကြီးကိုနှမျောဟောဒီနမတွေကတော့ညီမတွေကတော့အတဏဝါငိုတာဗျာအတန်းလားပြည်သားကြီးငိုဘူးလားကလေးမလေးတွေငိုရမှနေပြီးတော့တရားနဲ့မှလည်းဝယ်မဲ့လူမရှိယောက်ျားတိုင်းဘသူမှမကတ်ကြတော့လေမြတ်စွာဘုရားကိုတော်မြတ်ကြီးရဲ့အပါမဝိုင်းအောင်နေတဲ့လူရုပရိသတ်ကြီးကြားတဲ့ခလေးမလေးတယောက်ကဇွတ်ဝင်လာပြီးတော့အမဘဝတဘာဝအလှတွေပြည့်ပြုံးလို့သာဆုံးခဲ့ပါလေပါတယ်တော့ဒီလေးတစ်လုံးတော့လိုက်ကြဟိပိဿကြီးဆုံးမလားပိဿဆုံးပါဗျာအလှကိုမသိပုရိသတွင်တေကတနည်းတွေ့တစ်ထောင်စီပေး၍ဆောင်းကြီးအရင်တုန်းကဘယ်လောက်တဲ့တော့ဟိတနေ့ယောက်ျားတွေဘယ်လောက်ပေးတာတော့ဟိနားထောင်ကြည့်သားမကလေးမလေးသုံးနေအလှကိုမသိပုရိသတွင်တေကတနည်းတွေ့တစ်ထောင်စီပေး၍ဆောင်းကြီးမြောင်ယောက်ျားတို့သွားလုံးကိုပွေချီဘိုးတော်ကသွားဘူးလားဟဲ့ရှင်မပွေကြမချီကြဘူးလားဟဲ့မြောင်ယောက်ျားတို့သွားလုံးကိုပွေချီရှစ်ရှာကြတဲ့ခိုးချင်းစီခုတော့ဖြင့်အဝေးကတွေ့ဖြီအခုတော့ကတ်သေးရလားဟဲ့အမအပေါင်းတယောက်အောင်မကလေးဒီကံဝါကဟဲ့အမသီရိကဘဝအတိမရှိတော့ပါအနိစ္စခန္ဓာဟမည်ဒွါရကိုဘောက်ကဒူလောက်ပမာကြီး
အပုတ်အသုံးမြောက်ကြောင့်အနာမကပ်ပါပြီကတ်သေးရလားဟဲ့ရိုးစီပြန်ညာပိုးလောက်ထိုးဖောက်စားသည်ပေးသားကြီးခုတွားရကိုပေါက်ကပိုးလောက်တွေထိုးဖောက်ပြီးစားမကုန်ဘူးလားပြိဿတွားရကိုပေါက်ကဒိုးလောက်ပမာကြီးအပုတ်အသုံးမြောက်ကြောင့်အနာမကပ်ပါပြီရိုးစီပြန်ညာပိုးလောက်ထိုးဖောက်စားသည်ရှင်းရပြန်မလေးဆိုရမှာနေဘူးဟာအသေးကွင်းစရာအတီးသူ့ရုပ်ရည်အဖင်းဒီတိုင်းသွားမှာကူပြေးသားကြီးဒီလိုသွားရဘူးလားပြေးသားပြည့်ပြည့်လျင်အမှန်မင်းမတရီစရာပါအများဟာမို့ပုရိသယောက်ျားဟာတွေသည်အစဗျာပေး၍မဝဲပြီအလကားဟာသောမမယူပြီပေခြင်းအထုံးကြအလောင်းကောင်းဘဝကိုရောက်ခါမှချစ်တဲ့စိတ်တွေပြည့်ပြုံးသည်ယောက်ျားတွေသည်တွေ့ဖီလို့ရှောင်ရှားကုန်လေပြီရှောင်မလားပြိဿကြီးရှောင်ကုန်မလားပြိဿကြီးဟေးဘာလဲဆိုလိုက်စမ်းပါရှောင်ရှားကုန်လေပြီခန္ဓာနိုင်ုံဖြစ်ချုပ်မိမောင်ကြာနီကဟောတဲ့ဒီတရားဝိပဿနာသဘောတော်နဲ့သီရိမာအားသက်သေပြထားသည်အရှိသာဓမ္မခံကြီးအတိတရားညာမီရှုပါအားကြယခုဘဝခန္ဓာသည်တကယ်ပြည့်ပြုံးလို့သာဏီကုံချုပ်မှာသူငါအမှန်ပါအတီပိဿကြီးတနေ့ကြတော့လှနေတဲ့လူတွေဏီကုံမချုပ်ဘူးလားပိဿကြည့်အခုသီရိမှာအဲ့ဒီလိုဏီကုံချုပ်တော့မြတ်စွာဘုရားကိုတော်မြတ်ကခြေသားတော်ကြည်ကြ300သောအယိုးတို့ဖြင့်စိုက်ထူအပ်တဲ့ယောက်ျားလေးများစွာကြံစီအပ်တဲ့သီရိမာရဲ့ခန္ဓာကိုယ်မှာယခုတော့ဓွာရကိုးဘောက်ကပိုးလောက်တည်းတစ်ဖွာဝါကြလို့အမာဝကရိုးစီးထွက်ကြတဲ့အပုပ်နာနေကြောင်းဘယ်သူမှမကတ်တဲ့ပြင်ငွေအသပြားနဲ့မဆူထားနဲ့အလကားတောင်းယူမဲ့လူမရှိကြတော့ဘူးတနေ့ကြတော့ခန္ဓာ၅ပါးစီပဲလို့ပဲလှကြတော့လေခြေသားတော်ဒီလိုပြက်ကြမှာပဲရဲ့လို့ဘာသာစိတ်တကတံဘိမောအရုကယသမုတ်တိတံအတုရံဘဟုသင်္ကပံယသနာတိဒုဝံထိတိသာဓုဗျာအဲ့ဒီခြေတနာဟောလို့လဲဆုံးရောဟောသီရိမာကိုဆွဲလန်းနေတဲ့ကိုတော်ကြီးဒေသနာဝတ္တနိသောတပတ္တိဖလေပဋိဋ္ဌာဟိလို့ဒိဋ္ဌိနဲ့ဝိစီကိစ္စကွာ၍သီရိမာဆွဲလန်းတဲ့ကိုတော်ဒီသောတာပန်ဖြစ်သည်ယောက်ျားတွေကိုအိမ်တော်ရှင်မိန်းမတွေကလင်လို့ခေါ်ဟောခဲ့ပြီးသားတွေပါမေ့နေလောက်ပါပြီအိမ်တော်ရှင်မိန်းမတွေကြတော့ယောက်ျားတွေကမရလို့ခေါ်ကြကဲလင်းအခေါ်ခံတဲ့လူကြီးတွေနည်းနည်းမေးကြည့်ရအောင်တကားတို့ခမည်းတော်ကိုမိန်းမတွေကဘာပြုလို့လင်းခေါ်တာပါလဲလင်းမို့လင်းခေါ်တာပဲပါထန်ကိုလင်းခေါ်တာဘာလို့ခေါ်မှမသိပဲနေဦးမယ်ဘုန်းကြီးလူလည်းလှုပ်တယ်လည်းမအောင်မင်းနဲ့နည်းနည်းတော့လှုပ်လိုက်ရအောင်
အတ္တထာရတ္တစိတ်တဟာသာပေတုံအလတိတမတေတိတိလင်ကိုဝိကြုံလို့အတ္တထာရတ္တမိမိမရဤစိတ်တံစိတ်ကိုဟာသာပေတုံကြည်လင်းရှင်ပြစေခြင်းကအလတိတမတေတိစွန့်နိုင်ဤဣတိထို့ကြောင့်လင်လို့ခေါ်သည်မှတ်ခဲ့တိုးလေးပြောမယ်မရစိတ်ကိုကြည်လင်အောင်ဖန်တီးတတ်လို့လင်ခေါ်ပါတယ်ဗျာတကားတော့ခမရတို့ဘာဖြစ်လို့လင်ခေါ်သလဲဖြေရမယ်မရစိတ်ကိုကြည်လင်အောင်ဖန်တီးတတ်လို့လင်ခေါ်ပါတယ်ဗျာအကုန်လုံးဖြေတာဘာဖြစ်လို့လင်ခေါ်သလဲမရစိတ်ကိုကြည်လင်အောင်ပြီးအောင်ဖြေပြောကြပါနောက်ပိုင်းစုဘူးဘူးနဲ့အစတော့ထွက်လာတယ်မရစိတ်ကိုကြည်လင်အောင်မလို့ပါနဲ့ဘူးဘာသာကြီးဖြည်းဖြည်းလေးပေါ့မရစိတ်ကိုကြည်လင်အောင်ဖန်တီးတတ်လို့လင်ခေါ်ပါတယ်ဗျာဘာဖြစ်လို့လင်ခေါ်တော့မရစိတ်ကိုကြည်လင်အောင်ဖန်တီးတတ်လို့လင်ခေါ်ပါတယ်ဗျာဟဲ့မှတ်မိသွားပြီအရက်တော့နေမယ်ဖဲရိုက်နေမယ်ဆိုရင်မရစိတ်ကြည်လင်မကြည်လင်ပါဗျာဘယ်ကြည်လင်လိမ့်ဒါပြည့်သူ့ဘယ်နဲ့ခေါ်မလင်ပေါ့လင်မဟုတ်ဘူးပေါ့လင်မပြီးသားဘူးပေါ့ကဲတရားနာပရိသတ်ကြီးမေးရအောင်မယ်ရှင်းလို့ခင်လို့ယူထားတဲ့သာမယာကျွဲရိုက်နွားရိုက်လှိမ့်ရိုက်နေရင်မရစိတ်ကြည်လင်မကြည်လင်ပါဗျာဘယ်ကြည်လင်လိမ့်ဒါတချို့ကတောင်ပြောမြောက်ပြောနေမင်းအယိုးကွဲအောင်ရိုက်မှာအသေးဆွဲအောင်ချစ်တာတောင်ပြောမြောက်ပြောနေအယိုးကွဲအောင်ရိုက်ဝေယုံရှိဘယ်သေးရသွားဆွဲမလို့ပါနဲ့သူများမြောက်ပေးတာတချို့ယောက်ျားတွေကပြောသေးတယ်မယားနဲ့နွားမသနာနဲ့ချစ်လို့ယူတယ်လေပြောရဲ့မယားနဲ့နွားမသနာနဲ့ယောက်ျားတွေကဒီလိုပြောတယ်လေမိန်းမတွေကဘာပြန်ပြောတယ်ဒီကောင်ကြီးတော့အေးတယ်ငါနဲ့ရမှခိုင်းစားလိုက်ရအဲလူလည်းမယားနွားလည်းမယားဖြစ်ကြည့်ရှုလည်းပြောပါမှာပေါ့ဒါကြောင့်မယားရဲ့စိတ်ကိုကြည်လျောင်ဖန်တီးတယ်လို့လင်ခေါ်သည်မှတ်ခဲ့မိမတွေကြတော့မရလို့ခေါ်သည်ဘာဖြစ်လို့မရခေါ်ပါလဲရကိုမရလို့တော့မလုပ်လိုက်နဲ့သမိတ်ခုံမဲ့ဘုန်းကြီးသွားဟောတယ်ဒကမတွေဘာဖြစ်လို့မရခေါ်တော့ဆိုမိမတယောက်ကမှန်လားပါကောက်ဝေးလို့ပါပေါ့ရှာလူမို့ပြောတာမစိုးပါဘူးကောက်ဝေးလည်းပဲရတော့မရခေါ်ပုံလေးဝိဇ္ဇုလုပ်ပြမယ်နားထောင်ကြည့်တက္ကတာမိကံမာယာယတိပိယယတိမာယာပေတိပိယပေတိတိမယဝိဇ္ဇုလုပ်တက္ကတာမိကံမိမိရဲ့လင်ကိုမာယာယတိပိယယတိကိုကလည်းချစ်တတ်၏မှတ်သွားဒကမပိုင်းကမှတ်သွားကိုကလည်းချစ်တယ်ကိုချစ်ရုံနဲ့ပြီးမလားလို့ဆိုတော့မပြီးသေးဘူးတဲ့ရုပ်မာယာပေတိပိယပေတိကိုလည်းလင်ကပြန်ချစ်အောင်လုပ်တတ်၏လွယ်တဲ့လုံးမဟုတ်ဘူးမိမဖြစ်ရတာမှတ်သွားမာယာပေတိပိယပေတိကိုလည်းပြန်ချစ်အောင်လုပ်တတ်၏ဣတိထို့ကြောင့်မယားလို့ခေါ်သည်မယားကြတော့မယားပဲထပ်မဖွင့်နဲ့မရဖို့သူတော်ဝိဇ္ဇုလုပ်တယ်လို့ပေါ့ကဟပတံလမ္မတိတိဖော်သူတို့တဲ့ပြုတ်ပအရေးကြီးတာကိုကဟပတံချက်ကိုလမ်းမတိလွယ်တိုင်းဣတိတသမထိုးကြောင့်ဖော်သူတို့ရတော့ဖို့သူတော်ဝိဇ္ဇုလေဒါကြောင့်မရကြတော့မရပဲပေါ့ဘာဖြစ်လို့မရခေါ်တယ်လဲမင်းလင်ကိုကလည်းချစ်တတ်တယ်ကိုလည်းပြန်ချစ်အောင်လုပ်တတ်တယ်ဒါကြောင့်မရလို့ခေါ်တယ်မှတ်ခဲ့လင်ကိုကလည်းချစ်တတ်တယ်ကိုလည်းပြန်ချစ်အောင်လုပ်တတ်လို့မရလို့ခေါ်ပါတယ်ဗျာဖြည်းဖြည်းလေးဖြည့်သားဘာဖြစ်လို့မရခေါ်ပါလိမ့်တပည့်ရဲ့ရှက်စရာမဟုတ်ဘူးဟဲ့ဒါတရားရှက်စရာမဟုတ်ဘူးဟိုလူပြတ်တဲ့မောင်နဲ့ထမသားနဲ့မိမကြောက်ဘူးမနာတာတွေကြတော့ဗဇာကြီးဟာလို့ချင်းဝင်မကြောက်ဘူးတို့ဒီအတန်ရှက်စရာမဟုတ်ဖြေဟဲ့ငါဖြေမှကျင်တတ်
ဘာဖြစ်လို့မရခေါ်တယ်လဲမေးရင်မှတ်ထားတာနောက်ကတကမတွေရောအကုန်လုံးလင်းကိုကလည်းချစ်တတ်တယ်ကိုလည်းပြန်ချစ်အောင်လုပ်တတ်တယ်ဒါကြောင့်မရလို့ခေါ်ပါတယ်ဖြေကြည့်သာမစားကောင်းတဲ့အသီးကြဟုတ်တယ်ကွာမဆိုရင်တော့ကျေနပ်မှာမဟုတ် gain ဆိုစမ်းအကုန်လုံးလင်းကိုကလည်းချစ်တတ်တယ်ဆိုလိုက်ကိုလည်းပြန်ချစ်အောင်လုပ်တတ်တယ်ဒါကြောင့်မရလို့ခေါ်ပါတယ်ဖေဟာဘာရနိုင်ကြီးသူတို့ကြီးခိုင်းတော့မသွားဘူးရှင်းဆောင်ရှိမှာဒါကြောင့်လင်းကိုကချစ်တတ်လွယ်တယ်ဒကမတွေကိုပြန်ချစ်အောင်လုပ်ဖို့မိမတိုင်းမတတ်ဘူးနော်ရှားရှိတယ်လည်းမဟုတ်ဘူးနဲ့နည်းနည်းရှိလိုက်ရအောင်ကိုကချစ်တတ်လွယ်တာပေါ့ကိုပြန်ချစ်အောင်လုပ်ဖို့မလွယ်ဘူးကိုပြန်ချစ်အောင်လုပ်တဲ့နေရာမှာမိမတွေကိုဘုရားကိုယ်တော်တိုင်ဟောထားပါတယ်အားအကောင်းဆုံးနဲ့လုံနည်းတွေရှိဘုန်းကြီးပြောခဲ့ဘုရားပေးတဲ့နည်းပါတယ်ဗလာတိဗလမိတ်ချီရောတဲ့အားရမိမအားကောင်းဆုံးတဲ့မိမအားကောင်းတယ်ဆိုလို့သူများနှစ်ကိုယ်စာလောက်ဝတာမှမနေနဲ့လင်းနဲ့ရောက်ခမခံတတ်တာတပည့်တော်တို့ရှုံးမပေးဘူးဆိုတာအားကောင်းတယ်မမှတ်နဲ့မဟုတ်ဘူးမိမအားဘယ်မှာရှိဟုတ်တယ်ဟဲ့မကြီးနဲ့ဟုတ်တယ်မိမအားနှုတ်ဖျားမှာရှိတယ်ဘေးကကြီးမိမအားဘယ်မှာရှိနှုတ်ဖျားမှာပါးစပ်မှာဒူးဒူးပဲနှုတ်ချိုတော့ရှို့တပါးတဲ့ရှင်းရှင်းငန်းငန်းပြောတတ်ပါစေရှင်းရှင်းငန်းငန်းပြောတတ်ပါစေခမည်းတော်ပြောရင်ရပါတယ်ဒီလူကြီးတွေကဟုတ်တယ်မိမပြောရင်ရတယ်ကျောင်းကဘုန်းကြီးတွေစကားကြအလွန်ကြီးထူတဲ့လူဒကာကြီးမနဲ့4 နာရီလောက်လဲကောက်ခဲ့နော်ကျွတ်တို့တော်ဒေသလူသွားစရာရှိလို့4 နာရီလောက်လဲကောက်ခဲ့နော်ဘာပြောတော့အခုတော့ဆောင်းနေချမ်းချမ်းလင်းမသွားပြီရောဘုန်းကြီးတွေကြကြီးထူကိုင်ဒကမတွေကသာပြောကြည့်တော့မနဲ့4 နာရီတော့မဟုတ်ဘူးနိုင်ပြန်တစ်ချက်လောက်ထသွားရမှနော်သူဘာပြောလဲအေးခွာတဲ့ငါမနှိုးလဲနှိုးပေါ်တယ်ကိုင်သူတို့ချင်းကြကိုင်ဘူးလားဗျာဘုန်းကြီးကြကြီးထူတယ်ဒါကြောင့်တရားနာပရိသတ်ရေဒီလူကြီးတွေကဟောဒကမတွေခိုင်းစားတတ်ရင်အလွန်လွယ်တယ်ဗျာဒါကြောင့်ကိုပြန်ချစ်အောင်လုပ်တဲ့နေရာမှာနှုတ်ဖျားကဟောဒီပါဇက်ကလေးကိုအားကိုသုံးတတ်ပါစေဒီပြဟာမကြီးနဲ့ကိုပါရင်နဲ့မမိုးကြီးကိုပါရင်ဒေါသကြီးတဲ့မမိုးပြောကောင်းဘလောက်ဒေါသကြီးမမိုးသေးသာသွားတစ်ချက်မှရိုက်မခံရဘယ်ရိုက်ခံရလဲကိုပါရင်ရိုးရိုးခင်ဗျားတို့လို့ဆိုကိုပါရင်ခေါ်မှာပေါ့ဟုတ်ဘူးဗျဟိုကခေါ်လိုက်ကြတဲ့ကွာကိုပါရင်ရိုက်မဲ့လူကြီးတွန့်သွားခေါ်ပုံကြည့်လေကိုပါရင်ဘယ်ရိုက်ဖြစ်လိမ့်ဒါကြောင့်တရားနာပရိသတ်ကြီးမမိုးတို့များသမင်းချက်ပြင်းရင်ကိုပါရင်အချက်ခိုင်းစားခဲ့သမင်းချက်ချင်းရောက်ရင်ကလေးချီပြီလူလေးဆင်းလေသမင်းချက်ရအောင်သားရဲ့ဆင်းလေသားရဲ့ပါဇက်ကသာဆင်းလေပြောတယ်လက်ကဘိုက်စိတ်ကလေးကကော့ထုံးကိုတော့ကိုပါရင်ကြည်စမ်းတော်သားအကျင့်ခါပေါ်ချလို့မရဘူးသားသမင်းချက်အောင်ဆင်းလေသားရဲ့ဘိုက်စိတ်ကလေးကငိုတော့ကိုပါရင်နဲ့တော်သားကတော့ခါပေါ်ကမဆင်းဘူးတဲ့သမင်းအိုးတလုံးကိုဖာကိုချက်လိုက်တော့ဟိုလူကြီးကချက်ရှာတယ်ဒီမှာကွာတဲ့အမေခိန်တဲ့သားငါချီမရဘူးခါတဲ့အမေခါဘောကဆင်းကျင်တာမဟုတ်ချက်မယ်ဆိုပြီးသမင်းကိုချက်ကိုပါရင်နဲ့မြုပ်စည်းပြီးဖြစ်နေမယ်နော်တဲ့ရောင်းမနဲ့မှွေပေးလိုက်အောင်ခိုင်းတတ်တယ်နော်ကိုပါရင်နဲ့အလောတော်ရင်ချတော့လေတဲ့တော့ကြပြော့ကုန်မယ်ဘယ်လိုဟာတွေပါလေတောင်သွေးမြောက်သွေးတော့မရောက်ထမင်းရောပေါ်ကြာကြာထားကြည့်ပါလားထမင်းဖြစ်ကုန်ပါပေါ့
ဒီတော့ငါမသိဘူးတဲ့ငါမသိဘူးဆိုတော့ရောက်မလေးနဲ့ကော်ပေးသားနဲ့ကော်ပေးသားဆိုတော့ရောက်မလေးနဲ့ကော်ပြီးတော့သူကထမင်းစီလေးလက်နဲ့စမ်းရပြီတခြားတော့အဲ့ဒါနဲ့ထမင်းအိုးကြီးချထမင်းကိုငှက်တော့ဗာပြောတော့ကိုယ်ရင်ကြည့်လို့တော့တဲ့လက်မရဘူးလောင်မယ်တက္ကမတွေမှတ်ထားလင်းခိုင်းစားပေးမယ်လို့ပြည့်မထားနဲ့အနာနာကနေအားပေးရတယ်နှုတ်ဖြားကိုယ်ပါဇက်ကိုသုံးတတ်ရတော့ထမင်းကိုချက်ပြီးတော့သားတယ်တဲ့မင်းအဖေထမင်းတစ်လုံးတောင်ကျက်ပြီးခင်းချက်ဖို့ကတော့အမေမဖြစ်ပါတဲ့အပေါ်အငံကအစအမေတို့ကတော့လေရောင်းမလေးခင်းဦးတယ်ဇွန်းလေးခင်းဦးတယ်မှုရပြီးတော့နမ်းကြည့်လိုက်ရင်အမွှေ့နဲ့အပေါ်အလေးပြီးတာပါရဲ့မင်းဖေကြီးကြတော့မြည်ကြည့်တာတောင်မှကွန်းကစားထားလို့ရှားကြီးထူးနေလို့အလေးအပေါ်သိမှမဟုတ်ဘူးအမေချက်မှဖြစ်မှဆင်းဆိုပြီးကလေးပိုက်စိတ်ကလေးကတော့ကိုင်းကိုပါရင်တဲ့ဒီနေ့တော့ဖခင်အဖေကိုနှိမ့်ဆက်မဲ့သားပဲတဲ့တော်သားခါဘောကမဆင်းဘူးကျကိုကြိုက်တတ်တဲ့ကျဟင်္ဂါဒီလေးချိချုပ်ပြီးချက်လိုက်တော့ကိုင်းကျဟင်္ဂါဒီတစ်ခွက်နောက်တစ်ခွက်ဟင်းသုံးခွက်ကျက်တော့ကိုင်းကိုပါရင်နဲ့ဆေးတော့တဲ့ခုခပ်ပြီးစားတော့ပြီးမမိုးလက်သာသုတ်ပြီးတယ်ဘာမှမလုပ်လိုက်ရဘဲနဲ့ကိုပါရင်နဲ့ကိစ္စပြီးတယ်ဒါကြောင့်တရားနာပရိသတ်ကြီးဟောဒီလူကြီးတွေတက္ကမတွေခိုင်းစားရရင်အလွန်လွယ်ပါသည်ဒါကြောင့်ကြည့်လေတရားနာပရိသတ်မရလင်းကိုကချစ်ရုံနဲ့မကကိုပြန်ချစ်အောင်လုပ်တဲ့နေရာမှာနှုတ်ဖြားကိုအားသုံးတတ်ပါစေလို့ဘုန်းကြီးကနီးပေးတာပါလင်မယားတဲ့အောင်လည်းဟောရလင်မယားအရှင်ပြေအောင်လည်းဟောရဟောလို့မဖြစ်ဘူးလင်မယားအရှင်ပြေမှာဘုန်းကြီးတွေနှခမ်းကစီစိုးမှာလင်မယားသနေတဲ့အိမ်ဆုံးသွားရဘယ်ဖြစ်လိမ့်ကျုပ်လင်မယားသတဲ့အိမ်လိုက်မသိလို့မန္တလေးတုန်းကသွားရတကြုတ်ပါဘယ်ကပြောတယ်ဟဲ့ကိုတော်လေးဆွန့်ရနေတယ်တဲ့နင်တို့လည်းဟဲ့မကြောက်ဘူးမနာတာတွေတဲ့ဘုန်းကြီးမှမြင်ရလားလို့ဆိုတော့ဘာပြောတော့ဒေါသဖြစ်နေတော့ဒေါသောအထာဏဇာနာတိအကြောင်းကျိုးဘာမှမသိဘူးဟဲ့ဘုန်းကြီးမကားလို့ဘာဖြစ်ကျုပ်ခတ်သုတ်လေးရတယ်ဒါကြောင့်ငါပါရကြည့်ရဲ့ပါတောင်သွားပါပြီဒါကြောင့်တရားနာပရိသတ်ကြီးလင်မယားတဲ့မှာဒီသာသနာကြီးကိုလည်းကြည်ညိုနိုင်သည်လှူလို့ဖြစ်သည်စိတ်ထားသဘောထားညီမျှသည်ငါတလုံးနဲ့အပေါင်းနဲ့ကျဲသုံးဝဲမြုံလိုက်ဘုံတိုက်တုံဟက်တဲ့ဆူညာမြူလောက်ကမှမချမ်းပူလျောင်းကတောင်းကြီးအမြဲငဲ့တဲ့စေမဆဲငဲ့ချွေတော့အပယ်မီးကအပြီးကုန်စင်ဘုံတခွင်တွင်းလောက်မြဲပြောင်းနဲ့တိုက်ရှိပါပြီအမိုက်တဲ့ဝတ်လွယ်ကာမဝကိလေသာဝဝိပါကဝတောင်းတရဲ့လုပ်ရတွေ့အောင်မတဲ့ပြုတ်ဖယားအမှုရှိတဲ့တန်ဃာတော်တွေပြင့်ပြီးတော့သူများတွေကိုဖက်တဲ့ကြောင့်မဲဆွယ်နေရတာတုံးလို့ငါဒီမကောင်းတဲ့စိတ်တွေထားမကောင်းတဲ့စိတ်ထားနဲ့များမလှူပဲနဲ့တထေးဖြစ်တော်လဲကြောင်လက်သေးရာလိုထင်အောင်လက်သုံးကြောင်းနဲ့လှူခဲ့ခြင်းကြောင့်ငါမှာဘီလာလပတကတထေးဦးကြောင်လက်သေးဆိုတဲ့မကောင်းတဲ့နာမည်ကြီးတောင်ရခဲ့ပါလားဒီလိုနာမည်ရလာရုံနဲ့မကကြည်စံငါနာမည်ထုတ်ပြောရင်ဒင်းကိုတတ်မယ်ဆိုတဲ့ငါမကောင်းတဲ့စိတ်ဓာတ်ဒေါသတရားတွေဖြစ်ပေါ်လာသောအခိုက်အတန့်မှာနှခမ်းလေးများဆက်ဆက်တုံးလို့လက်ပြီးကြည့်ပါအောင်ဆုံးလို့ဓာရီပဆိုးတဲ့ဖွဲ့လို့ဟေးသူများကိုတတ်မလို့ငါဒီလိုကျမ်းနေတဲ့အချိန်ကြီးဟဲ့ဘီလာလပရကမင်းဆင်းရဲသလားချမ်းသာသလားပြန်ကြည့်လိုက်တော့သူများမတတ်တာအပထားတတ်မယ်လို့ကြံစင်ကလေးကမင်းစိတ်တွေဒေါသနှိမ့်ဆက်လို့ဆင်းရဲပါကလားဒီဆင်းရဲခြင်းကိုပဲလျင်ဒုက္ခသစ္စာဆင်းရဲတာအမှန်တရားပဲလို့သိလာပြီပြိဿကြီးမသိဘူးလားဒီလိုမကောင်းတဲ့အကျဉ်းဆင်းရဲတာအမှန်တရားပဲလို့ဒုက္ခသစ္စာကိုသိလာတော့ဒီဒုက္ခသစ္စာတွေမင်းဘာကြောင့်ဖြစ်လက်စားတတ်တော့သူများတိုက်တွန်းတာမလှူနိုင်ပဲနဲ့လက်သုံးချောင်းရလေးရင်လှူပြီးတော့ပစ္စည်းတွေကိုမာခံမာကိုနှမျောတဲ့လောဘနောက်ငါကို
မကဲ့ရဲ့ပဲနဲ့ချိန်မုန်းတာကိုလိုချင်တဲ့လောဘဒီလောဘတရားကြီးငါဆင်းရဲအောင်လုပ်တဲ့တမှုရိယသစ္စာခေါ်တဲ့အကြောင်းတရားပါလားမြင်လာပြီပြိဿဒုက္ခသစ္စာကိုသိသည်တမှုရိယသစ္စာကိုသူ့ကြောင့်ဒုက္ခဖြစ်တာပါပဲလို့ပေါ်လာတာနဲ့တပြိုင်နက်ဟောလောဘကိုသူမဲ့နဲ့တတ်တော်မယ်ပြိဿကြီးလောဘကိုသူဘာနဲ့တတ်မှာပါလဲမဲ့နဲ့တတ်မဲ့ဆိုတာဘာပါလဲပါဠိပြမက္ခတဲ့ပြိဿရဲ့မက္ခဆိုတာပါဠိမြန်မာလိုပြန်တော့လမ်းမယ်ရဘယ်လိုလမ်းလုံးဆိုတော့လမ်းမှန်နှစ်ခုရှိတဲ့နေရာမှာလမ်းမှန်လို့ရတယ်ဒီတော့မက္ခဆိုတဲ့လမ်းပြီးလမ်းမှန်လားလမ်းမှားလားဆိုကြည့်တော့မှသမ္မာဒိဋ္ဌိကောင်းသောအယူသမ္မာသင်္ကပ္ပကောင်းသောအကြံသမ္မာဝါစာကောင်းသောစကားသမ္မာကမ္မန္တကောင်းသောအမှုသမ္မာအာဇီဝကောင်းသောအသက်မွေးခြင်းပြည့်သားကြီးအခုဆိုခဲ့တာတွေကမကောင်းတာများပါရဲ့လားသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဟောကောင်းတာကြီးပဲတတ်လားနောက်ထိုသောမှာသမ္မာဝါယမကောင်းသောလုံလပြုခြင်းမကောင်းတာပါရဲ့လားပြိဿသမ္မာတတိကောင်းတာတွေကိုတတိရခြင်းသမ္မာသမာဓိကောင်းတာတွေတတိရခြင်းကြောင့်မိမိစိတ်တွေကြည်လင်ခြင်းတတိကဆက်လိုက်တော့တမာရီဧကကရာဖြစ်လာတယ်ကြည်လင်းလာမကြည်လင်ဘူးလားပြိဿကြီးခုနကဒုက္ခသစ္စာသမုဒယသစ္စာဆိုတဲ့လောကီသစ္စာနှစ်ပါးကိုသိလို့ပယ်ပြီးတဲ့နောက်သူပါနဲ့ပယ်တယ်လေဆိုတော့မဲ့နဲ့ပယ်တယ်မဲ့နဲ့တတ်တယ်မဲ့နဲ့ဖြတ်တယ်ပြိဿကြီးဘာနဲ့ဖြတ်တယ်ဒီလိုမဲ့နဲ့ဖြတ်လို့မဲ့ဆိတ်လာတာနဲ့တပြိုင်နက်និရောဓသစ္စာခေါ်တဲ့နိဗ္ဗာန်ကြီးမျက်မှောက်ပြုနိုင်မပြုနိုင်ပြုနိုင်ပုံသူ့ညံသွားနေပုံလေးကိုကိုင်းတရားနာပိဋကနည်းနည်းလေးအာယုံစိတ်ဆန်းကြုတ်ပြောညံစဉ်ကလေးခတ်တုတ်တုတ်လေးတက်ပေးရအောင်ခြေပိုင်းဝိပဿနာသီးသားမဟုတ်ပေမဲ့လို့မြတ်စွာဘုရားကိုတော်မြတ်ကြီးဟောနေတဲ့အခိုက်အတန့်ဘီလာလာဗရကလို့ဆိုတဲ့ဥကြောင်ခြေရဥကြောင်လက်သေးသည်မှန်တော့ဒီထက်ဥကြောင်လက်သေးကြီးတွေပါမှာစိုးရင်လို့ဥကြောင်လက်သေးမဖြစ်စေခြင်းလို့ဒါပေမဲ့လို့ဥကြောင်လက်သေးကြီးမိုက်တုံးကမိုက်မှားတုံးကမှားလောဘတရားဖိစည်းလို့ဒေါသတရားဖိစည်းလို့ဘယ်လိုပင်ဆိုးရခဲ့တော့လဲတနေ့ကျတော့မိုက်မောင်ကြီးဆွဲသွားလို့ကျုပ်ကမိုက်မောင်တွေဆဲကြောင်လက်သေးလို့အခုမိုက်မောင်ကြီးဆွဲတဲ့တရားကိုကျုပ်ဟောမလို့ပြုမြတ်စွာဘုရားကိုတော်မြတ်ဟောနေတော်မူတဲ့ခရတံပြစ္ဆုတ်ပံမောတဲ့တဲ့ထိုင်၍တိဝကသင်္ခါရတရားတွေကရှုလိုက်တာသဘာဝသစ္စာကိုအတိကလေးစိတ်မိလာတော့ကလျာဏပုထုဇဉ်တဲ့ဘုရားကြီးဘာပုထုဇဉ်တော့အကြောင်းနဲ့မြတ်စုလသောတာပန်လက္ခဏာအစအဆုံးနဲ့အတိကလေးစိတ်ပြီးတော့မှကြာစေယုံနာကလေးပေါ်မှာလက္ခဏာသဘောလေးတွေမြင်လာပြန်သမ္မတနာခေါ်တဲ့ညာဘာညာလုံးမြုပ်လက်ကလေးချိုးထားရင်ပိုကောင်းမယ်ပြိဿချိုးထားတစ်ချောင်းကြည်ရင်အကြည့်မခံသဘာဝကဖြစ်ပြလည်းရင်မြောင်းအယုံနာတိဥရိယဘယခေါ်တဲ့ညာဘယ်နှချောင်းလုံးမြုပ်ကြည်ရတော့ယုံနာကဖြစ်ပြမြောင်းအတိညာကမပြောင်းမလိုက်နိုင်အဘိညာဉ်မရှိလို့မပြောင်းမလိုက်နိုင်တော့ဖြစ်တာတွေပြုတ်ပြီးတော့ပြက်တာတစ်ခုတည်းသဘာဝပေါ်ရောက်လာတော့ဘင်ကညာဘယ်နှချက်တော့လောကကြီးတစ်ခုလုံးပင်လေရေဇွန်းနဲ့ခတ်တော့ဇွန်းနဲ့ရေငန်းလို့ပြီးတော့ပင်လေတည်းလုံးရှိတဲ့ရေတွေထို့တူငန်းတယ်လို့သိပြီးတော့ခဲ့တော့
ဟိတယုံနာတွေကိုပါအစ္ဆဒယုံနာငါခြေလို့ပြီးလိုက်ဆိုလည်းကငါတလို့တဲ့အစ္ဆဒဟာယုံနာအပြက်ကိုမြင်တော့ဟိတယုံနာပြက်တွေကိုပါမြင်တော့လေဒီမှာပရိသတ်အာကိုခြေရရလည်းမရှိဒီယုံနာပြုရင်ရပါပဲဒီယုံနာရဲ့ဘာလဲကျွတ်တို့လေဒီဆရာကြီးကငါတလုံးနဲ့အသုံးနဲ့ကျဲသုံးဝဲမြုံလိုက်ဘုံတိုက်တုံဟိုက်ကဲဆူညာအောင်မြူလောက်ကမှမချမ်းပူလျောင်းကတောင်းကြီးအမြဲငဲ့တဲ့စေမဆဲငဲချွေတော့အပယ်မီးကအပြီးကုန်စင်ဘုံတခွင်တွေတွင်းတွေလောက်မြဲပြောင်းနဲ့တိုက်ရှိပါပြီအမိုက်တဲ့ဝတ်နွယ်ကာမဝတ်ကိလေသာဝဝိပါကဝတ်တောင်းတရဲ့လုပ်ရတွေ့အောင်မတဲ့ပြုတ်အမိုက်တဲ့ဝတ်နွယ်ဖြစ်မစဲငါတို့ရအာယုပြုလိုက်တော့ခုတရားနာရင်မျက်စိနာလျှာကိုအဖြစ်မစဲအတိအတိအာယုကလေးတွေနဲ့လဲပြီးတော့မှတကယ်လည်းကျွဲတကယ်မလို့သူကသာမောက်တော့တယ်နောက်ကမှဖောင်းလာလေအခါခုတွင်တစ်ခုကဝင်ရလေအခုလိုပဲတဲ့တော်တော်ကောင်အနေနဲ့မအိုခြင်းမဲနဲ့အိုမနာခြင်းမဲနဲ့နာမသေးခြင်းမဲနဲ့သေပြီးတော့ပူဆွေးဒုက္ခတွေနဲ့အခါခုတွင်တစ်ခုကဝင်ရဟာလေသင်္ခတကြီးယုံနာရဲ့လို့ဆံရတဲ့ခြေပြပြုတ်တယ်ရပါပဲဒီယုံနာရဲ့အာဟထုတ်ကြပါပဲဒီယုံနာရဲ့ဒီယုံနာကိုဟောင်းညမတင်စီဟင်နိုင်လို့ဒီမိတွေပဲလေမာမဟာငြိမ့်ရမယ်လို့လည်းဒီဆရာကြီးကဒါရောက်အဲ့ဒီမိတွေမြင်လာတော့ကြောက်ဖွယ်ရာကြီးလို့ထင်တော့ဘုရားညာဘယ်နှချောင်းလုံးညုတ်ဟိုထဲမှာကူသွားပြီဗဟာနာပဲကူတိရဏကလွန်ခဲ့ပါပြီဘယ်လိုကြည်အကြည့်မခံရုံနာအပြစ်တွေမြင်းမြန်းတော့အပြစ်တွေမြင်းမြန်းတော့အာဓိနဝခေါ်တဲ့ညာဘယ်နှချောင်းလုံးညုတ်ချိုးတာနော်အချောင်းတွေလွဲကုန်မယ်ဒီစင်မောင်နေရင်ဖြင့်ဒီဒုက္ခတွေဖြစ်တော့မှာပဲလို့သိရင်တိုက်ကြီးတဲ့နေတဲ့လူဒီငရင်ငါလောက်တော့တိုက်ကြီးပြိုပြီးတော့မလို့သိရင်မနေကြသလိုဒီယုံနာမောညီငွေတဲ့နိဗ္ဗိဏခေါ်တဲ့ညာဘယ်နှချောင်းလုံးကြလွတ်ချင်းတော့ဘယ်ကပါလိခန္ဓာဝန်ကြီးကလွတ်ချင်းတော့မုံစီတုကမြတာခေါ်တဲ့ညာဘယ်နှချောင်းလုံးဘယ်နှချောင်းလုံးအပြင်းမြောင်ကြည့်ပฏิပင်ခါညာလို့ရှင်တက်လာပြီးခါပฏิပင်ခါညာထည့်လိုက်တော့ဘယ်နှချောင်းလုံးအော်ညာစဉ်10ချက်ဆိုမှလို့ခတ်သွက်သွက်လေးတက်ပေးနေတော့သဘောမပေါက်မှလည်းစိုးရနည်းနည်းလေးဥပမာလေးနဲ့နှောက်လိုက်ကြအောင်စို့မုံစီတုနဲ့ပฏิသင်္ခါဥပမာပြောနားလဲပါတယ်ခင်ဗျားတို့လူတယောက်တရားနာပြိတ္တတဲ့ငါး၌ပြိတ္တကြီးလူတယောက်ပါ၌ငါး၌တာကျွင်းနဲ့လေလက်မောင်းရင်းထိအောင်ကျုံပြီးတော့ကုန်၌လိုက်ရင်မရွှွန့်နေကတ်လို့မေးစီနဲ့ဘွက်တွေနဲ့ထိနှိုက်လိုက်တော့တွေ့ပါကွာငရအောင်နဲ့ကြီးလေစီကိုဆုံးမိတာပြိတ္တကြီးပြိတ္တကြီးဝယ်ဆုံးမိလေစီပြအောင်ပြောမပီကြရင်ကလွန်လို့ဒါတော့ပြအောင်ပြောဘာဆုံးမိတုံးပြိတ္တနောက်ကလူတွေကမပြောနဲ့သူများပြောတာရှောက်ကြည့်လဲလေးဆုံးပြီးတော့တွေးရကွာငရဟုံးနဲ့ကြီးဆိုပြီးတော့တအားဆွဲထုတ်အရှိကြီးပါလားဟာငွေကြီးဟာလာပါမလီလာမွေကဲ့ရင်သေးတယ်ဆိုတာသိတတ်တဲ့လူသားကပြိတ္တကြီးအဲ့ဒီမွေကြီးသူ့လက်ထဲကြားနေခြင်းလားလွတ်ခြင်းမွေကဲ့ရင်သင်မဲဆိုတာဒီလိုမွေကြီးလက်ထဲကလွတ်ချင်တယ်လို့တဲ့အသေးမလွတ်တဲ့ခန္ဓာဝန်ကြီးမှလွတ်ချင်းတဲ့သဘောလေးကိုမုံစီတုကမြတာညာသဘောပေါက်ရဲ့လားပြိဿ
နောက်မွေကြီးခေါင်းပေါ်ကရမ်းပြီးတော့လွှင့်ပြေးသုံးနဲ့ပြေးဒီကောင်ကြီးငါနောက်ကလိုက်လာသေးသလားလို့ပြန်ပြီးတော့ကြည့်အဲ့ဒီလိုပြန်ပြီးတော့ကြည့်တဲ့သဘောကပဋိသင်္ခါညာလက်ချိုးလို့10ချောင်းဖြစ်နေအောင်မယ်မုံစီတုနဲ့ပဋိသင်္ခါကိုသဘောမပေါက်မှဆိုရင်လို့ထပ်ပြီးဥပမာလေးနဲ့ပြောတာရှစ်ချောင်းနော်ပြေးသားကြီးပဲနဲ့ချောင်းရှိသွားတော့တဲ့ကလည်းပူနေကလည်းပူခြေထောက်ကလည်းပူခိုးစရာကလည်းမရှိအမလေးပြေးလည်းပူရက်လည်းပူဖြည်းဖြည်းသွားလည်းပူတော့အရေးကြီးတဲ့တွေ့ရင်ကောင်းမှာပဲလို့အရေးကိုလှမ်းလုံးအသိဉာဏ်ကအပူစခန်းလေးပေါ်မှာမနေသလိုကြာတော့လေဒီမှာပရိသတ်ပြည့်နေတဲ့ရုံနဲ့သင်္ခါရတွေလုပြီးတော့ပြစ်လိုက်တဲ့ချိန်ခါမှာသင်္ခါရုပ္ပခါခေါ်တဲ့ညာနဲ့ဘယ်နှချောင်းလုံးညဘောဓိပက္ခယတရား39ပါးနဲ့အစဉ်လျော်ပြီးတော့နိဗ္ဗာန်ကိုရောက်အောင်အမြင်မျှော်ကြည့်တဲ့အနုလောမခေါ်တဲ့ညာဘယ်နှချက်တို့အဲဒီလိုညာစဉ်ဆဲချက်ကတက်ပြီးတော့ကမှအခြေခံပြီးပရိကံနီလျော်ပြီးဥပဇာနုလို့ဟောဒီကအရေးဒီဘက်ကအပူနာရည်ရှိသလိုညာစဉ်ကတရွေခုတ္တရဘူးညာဖြင့်အရေးထဲကပြစ်လှဲပြီးတော့ဝင်လိုက်ရတယ်လို့နေဘူးထဲမှာအရေးနားလေးအတွင်းကိုဝင်လိုက်ရတယ်လို့ဓမ္မပရိသတ်ကြီးအင်ကြီးလေးများလှပ်ပြီးတော့လေဟောဖူးကနဲ့မှုန့်နဲ့နားလိုက်ရတယ်လို့ဝိပဿနာဉာဏ်မှလွတ်တဲ့မုဿနာတတ္တိဖြင့်ကိုတရဘူးညာသူယုံကြည်တဲ့နိဗ္ဗာန်ကိုပဲသစ္စိတနာတတ္တိဖြင့်မညာပတ္တိတတ္တိဖြင့်ဖော်ညာကြလို့ဟောဓမ္မမှတဖိုးသောကူး၍ဒိဋ္ဌိလို့ဆိုတဲ့မိုက်နေတဲ့မှောင်ကြီးနဲ့တကွဒုလောတန်ရဖြစ်တဲ့ဝိသိကိစ္စတွေဆဲလို့ဥကြောင်လက်သည်သောတာပန်အစီဖြစ်ကြည်ဖြစ်ရရှာလေတော့တရီ